အားလုံးမတတ်ထမယ်နှုတ်ဆက်မယ်မင်္ဂလာပါ မင်္ဂလာပါဆရာကြီး ဒီနေ့တရက်လေးဆိုရင်22ရက်24ရက်လေးက2024 ဒီကမန်ဒီကွာ15နာရီ 19နာရီ6မိနစ် 17နာရီ6မိနစ်ပြန်ဒီပိုင်းတင်လာတာပိုင်းတုံတာမိုရိကလက္ခဏာသင်္ကန်းဒါကလည်းအောက်မှာရှာကြည့်လိုက်တော့တာမိုရိကလက္ခဏာစပ်ပြီးပိတ်မှန်ထုတ်တာတော့မထားတအုပ်တွေ့သေးတယ်ဒီလိုကမထူကြပါဘူးဒါပဲဒီဟာတော့ဟိုရပေါ့နော်တချို့ဟာတွေကြတော့ဒါတော့ကြားမယ်ပေါ့နော်ကြားမယ်ဒါ reset က reset ပဲအဲ့ဒါကြောင့် reset နဲ့ပဲတွားကြံတဲ့ဟာပါမှန်ပြီဆိုပြီးတော့တွားမလုပ်နဲ့ဒါကြောင့်တစ်ခါလေးကြတော့ကြမ်းဆိုတော့တွားလူတွေအားလုံးကကြမ်းလာတယ်ပဲကြမ်းလာလို့လုံနေကြမ်းလာတာ ਨੇ ဟုတ်လားနော်ဆက်လို့ကိုပဲရောက်ပြီလေ7နာ23ရောက်မယ်ခြေဖမိုးကြီးလက္ခဏာကိုပြခြင်းအဲ့တော့ခြေဖမိုးကလည်းရေးကြည့်တာပဲတချို့ခြေဖမိုးတွေဆိုအယိုးငေါနဲ့ဟုတ်လားနော်ခြေဘော6ကြည့်လိုက်တာ ਨੇ သိတာပေါ့နော်အဲ့တော့အဲ့ဒါခြေဖမိုးကြီးနော်လက္ခဏာကိုပြဆိုခြင်းဒီဆောင်ကဟိုးစစ်မဖြစ်ခင်ပေါ့နော်စစ်မဖြစ်ခင်ဆိုတာကဆိုတော့ဟိုပထမစစ်ကဘာစစ်မဖြစ်ခင်တော့ကပေါ်တဲ့စာအုပ်ကိုဒီစာအုပ်ကဟုတ်လားနော်စစ်မဖြစ်ခင်ဆိုတော့စစ်ကနှစ်ခါဖြစ်တာကို first one နဲ့ second one ပေါ့နော်အဲစာအုပ်ဒါကြောင့်ဒီထဲမှာတချို့ဟိုပေါ့နော်ဒီမှာတာမိုရိကလက္ခဏာဖတ်ချမ်းကိုဘာနဲ့ဘာကုန်းနဲ့ပဲလေရေးထားတယ်ဟုတ်လားနော်တပ်ပုံအတုံးပြပုံအတိုင်းမှာအချင်းယောက်ျားရဲ့ခြေဖမိုးဒီအသားတို့ဖြင့်ပြေဝရဲ့နူးညံ့ခြင်းလဲရှိအဲ့တော့ခြေဖမိုးကနော်မပြေဝဘူးလားပြေဝတယ်တချို့ဆိုကြည့်လိုက်နော်မင်းကလေးတွေလည်းတွေ့ရအယိုးငုံတွေ့ရတာပဲနော်ခါလေးကျ6ကြည့်6ကမလှဘူးတိလားမလှဘူးအဲ့တော့တချို့မင်းကလေးတွေ6ကိုဟိုဟာလေးဗာလေအပိတ်စီရတာတိတ်မလှတာနော်အဲ့တော့စောင်းငယ်တုန်းကအဲ့လိုပဲမဝင်းပေါ့မဝင်းရဲ့အတော်တွေပေါ့မဝင်းနဲ့ဒါအိမ်တော့မကြောက်ဘူးမဝင်းကစီပင်ရပေါ့နော်ဆရာအဲ့တော့သူတို့အိမ်သွားတယ်သွားတာပေါ့သွားလေဆိုဆရာသူများနောက်လိုက်သွားတာပါအဲ့တော့လူကြောက်ကိုကြည့်ခြေဆုံးအတော်တွေတူမဝင်းအတော်တွေခြေဆုံးကောင်းဆုံးကြည့်တာသူကခြေဆုံးကောင်းဆုံးကြည့်တာသူကသူတို့လည်းအခြေသွားနော်ဘာကြည့်ရမှာဆိုတော့နားလေတဲ့သဘောရှိတယ်နော်နားလေတဲ့သဘောအဲ့ဒါခြေဆုံးကောင်းဆုံးကြည့်တယ်ဘာကိုကြည့်မှလည်းမသိဘူးဆရာတို့အဲ့တော့နော်ဒီဟိုပေါ့နော်တာမိုရိကလက္ခဏာကျမ်းကိုဆိုတော့မသိတော့ဘာကိုကြည့်မသိတော့ခြေတောက်လေတခြားကြည့်တယ်အဲ့ဒါ6ပိုင်းကိုတအားကြည့်တာအချင်းရောက်ခြေပုံမို့ဒီအသားတို့ဖြင့်ပြေဝ၍နူးညံ့ခြင်းလည်းရှိရအကျော်တို့လည်းမပေါ်လင်မူရေးပြချင်လည်းရှိရအသားလည်းရှိမယ်အကျော်လည်းမပေါ်ဘူးကိုချောက်ကိုကြည့်တော့လေငါချောက်ကအကျော်လည်းပေါ်တယ်အယိုးကလည်းနည်းနည်းထွက်နေသေးတယ်အကျော်တွေလည်းမပေါ်လင်ဘူးပြချင်လည်းရှိမှုအရေးပေါ်၌တိမ်မွေးနူးညံ့သောမွေးညင်းရှိမှုရှိ၍ချွေးထွက်ခြင်းလည်းကင်းအားလက်ကြောက်ကုန်းတရံကဲ့တဲ့အလယ်နဲ့မြင့်မောက်ခြင်းလည်းရှိနော်မြင့်မောက်တချို့ပြပြကြီးထိုယောက်ျားသည်လွန်သောမြင့်မြတ်သောအကျင့်စာရိတ္တစိတ်နှလုံးရှိကောင်းသောကလျာဏပုဂ္ဂိုလ်ဖြစ်ကောင်းသောအကျိုးကျေးဇူးကိုပေးတတ်သောသူဖြစ်လို့ဆိုတယ်တချို့ချမ်းသာတယ်တချို့တိတ်ချမ်းသာတယ်ဆိုတာမျိုးတွေတွားကြည့်လိုက်ခြေတယ်လို့အခြေ
အပေါ်ပိုင်းကြည့်လိုက်တော့ဒါချမ်းသာတယ်ဒါပေမဲ့6ရောက်သွားကြည့်လိုက်တော့6ရောက်ကလည်းပြည့်ပြည့်ဖြိုးရှိလို့ရှိနော်သူကနူးညံ့ပြီးချမ်းသာတဲ့လူတွေပေါ့တော်တော်လည်းချမ်းသာတယ်ပေါ့နော်ဒီဒါနဲ့ကျွန်တော်ဆရာလည်း6ရောက်တွေကိုတော်တော်ကြည့်တာဟုတ်အရင်တော့လည်းဒါမဲ့ဟိုဗီဒီယိုကားတွေပါလို့လည်းလှမ်းကြည့်တာပေါ့ဒါမဲ့ဟိုဥအောင်လို့ခေါ်ကြတယ်အခုဒီပါလေအောင်တမာတိသူမျိုးသူ6ရောက်ကြတယ်တိတ်တော့အစမပြေပေါ့ဆရာတို့ကြည့်ရဆရာတော့အပေါ်6ကြည့်တာဟုတ်ဒါ6ကြည့်တယ်ဆိုတော့ချမ်းသာတယ်ဆိုရှင်ကိုဆရာတို့ကြည့်ရတာဟုတ် ဆက်လာ ချမ်းသာတယ်ကြည့်ရတော့ကြည့်တော့တော်ကလည်းနည်းနည်းဟိုပေါ့နော်နည်းနည်းဟိုခက်ခဲတဲ့ဘဝလာခဲ့တယ်ဆိုတော့နော်သူလည်းတိတ်တော့အဆင်မပြေချမ်းသာတော့ချမ်းသာသွားတယ်ပေါ့အဲ့လိုကြည့်ရပေါ့နော်ခြေမျက်စိခြေစစ်တို့လက္ခဏာကိုပြခြင်းတဲ့နောက်တစ်ခုကနော်ခြေမျက်စိခြေစစ်တို့လက္ခဏာကိုပြခြင်းအရှင်ယောက်ျားကြီးခြေမျက်စိခြေစစ်တို့ဒီအသားဖြစ်ဖုံးအုပ်လျက်အဲ့တော့အသားပေါ်တယ်ပေါ့နော်အသားပါတယ်ပေါ့ကြံငုံဤတရားနဲ့တူချင်းရှိတော့တဲ့ဟောခြေမျက်စိခြေစစ်အစစ်ကလေးတွေ6ရဲ့အစစ်လေးစစ်ဆိုဘယ်အစစ်လဲဆိုဆရာတို့ဒီဟောပေါ့နော်ခြေချောင်းလေးတွေအစစ်ကလေးတွေကနော်ကြံငုံဤတရားနဲ့တူချင်းရှိတော့ထိုယောက်ျားဒီဘုံချက်တည်မင်္ဂလာနဲ့ပြည့်စုံသောယောက်ျားဖြစ်ရ၏တဲ့အဲ့တော့ဆရာတို့အရှိတော်လည်းကြည့်ပါတယ်နော်ဆရာတို့ကနှစ်ဖူးရည်ဗာလေဒူးရည်ကြည့်တယ်နော်ခြေတော့ကိုလည်းအလုပ်ကြည့်ကြတယ်ရှေ့တော့နော်ခြေတော့ကိုအလုပ်ကြည့်ကြတယ်ဆရာတို့ဟိုမှာဆိုရှင်ဆရာတို့ဒီတောတော့ထုတ်ကိုကြည့်တဲ့ခါမှာဖိချာနော်တောတော့ထုတ်ရဲ့အဲ့ဒီဟိုခြေတလုံးကိုဖွဲအိတ်နဲ့တူတယ်လို့အဲ့ဒါမှညွှန်ထားတယ်အဲ့ဒါကနော်ဆရာတို့ဒါစထဆင်မင်းဇာတ်ထဲမှာမတွေ့ရဘူးလားတွေ့ရတယ်နော်အဲ့တော့ညွှန်တာဘယ်သူကညွှန်တာတကယ်တော့အဲ့ဇက်ကသူ့ဇက်တော့လာတာကိုတကယ်ပြန်ရေးလိုက်တော့သူကဥပုံညာရေးတာကိုနော်ဥပုံညာရေးတဲ့တယ်မှာအဲ့ဒါလို့ပါထားတာတွေ့ရတယ်အချင်းယောက်ျားခြေစစ်တို့ဒီတဲ့ခြေအစစ်ကလေးတို့ဒီတွာလာလှုပ်ရှားသောအခါနဲ့ဂုတ်ဟူသောအတန်ကိုကြားရ၏တဲ့အဲ့ဒါခြေစစ်ကလေးတွေကအတန်မြည်တယ်ပေါ့နော်မြည်တယ်ကြား၏ဝက်ရမွေးကဲ့သို့ကြမ်းတမ်းသောအမွေပေါက်၏ဟောဒါအမွေပေါက်တာလဲဖွင့်ချင်းလေးတွေကဆရာတို့လည်းဒီခြေချောင်းလေးတွေရဲ့အပေါ်မှာဆရာတို့အမွေပေါက်တယ်ဆရာတို့အမွေတော့နည်းနည်းတော့ကြမ်းတယ်ခုချောက်မွေးတော့အဲ့တော့ဝက်မွေးနဲ့တူလာဆိုကိုယ်ကလည်းဝက်တော့ကြည်ရတယ်ဝက်မွေးနဲ့ကလည်းတူလာဝက်မွေးနဲ့တူလာဆိုတော့ကြည်ရဝက်ကလည်းအနဲ့ရောင်ကိုသူခြေတော့ခြေဒါလည်းအနဲ့ပေါ့ဒါဝက်မှလည်းဆရာတို့အနဲ့ရောင်ဆိုတာရှိတယ်နောက်တစ်ခါဟိုအဖြူရောင်ဆိုတာမရှိလားရှိတယ်အဖြူရောင်လေးကြတော့ဆရာတို့ကဘယ်လိုလဲတွားကြည့်လဲဆိုရှင်ဒါအင်္ဂလိပ်တွေဆိုဒီအဖြူရောင်ဟိုအဲ့ဒါလိုကြည့်ရတာပေါ့နော်တခါလေးနိုင်ငံသားသူတွေလာတယ်နိုင်ငံခြားလာတယ်သူတို့လျှောက်ကြည့်တာဘယ်လိုဆိုတော့ဝက်လျှောက်ကြီးကြားတယ်နော်သူခြေထောက်ခြေသလုံးကြီးတယ်လေဝက်ခြေလုံးနဲ့ခြေလုံးကြည့်ပြီးတော့နည်းနည်းစိတ်မချမ်းသာဘူးနော်တချို့ခြေသလုံးကြီးစိတ်မချမ်းသာဘူးအဲ့ဒါမျိုးဒါနိုင်ငံခြားဟိုအမျိုးသမီးတွေနော်တုတ်ထွတ်ကြီးနော်တုတ်ထွတ်ကြီးဟိုကပြောတယ်လို့ဆရာစိတ်ပြောတယ်ပေါ့ဒါဆရာစိတ်ကဘာပြောလဲဆိုတော့ဆရာစိတ်ပြောတာသူတော့သိပါတယ်ဆရာစိတ်ပြောဆရာလည်းပေါ့ရှာလေးအကုန်ရှောက်ပြောတာသိလားတော့အဲ့တော့ခြေသလုံးတွေကိုအဲ့လိုပြောတာနော်အဲ့တော့ဝဲကြီးအမွှေးကတည်းကကြမ်းတမ်းသောအမွှေးလေးပေါက်ရောက်၏ထိုးယောက်ျားသည်သူတော်အားတပ်ဖြတ်တတ်၏အဲ့တော့ကြမ်းတမ်းသောအမွှေးပေါ့နော်ဝက်ဆိုတဲ့ဒီညမှာတော့ဆရာတို့ဝက်ဝင်ကိုပဲညွှန်ပါဟုတ်လားနော်ဝက်ဝင်မှာညွှန်ပါတယ်ဘာလဲဆိုတော့ဒီကျန်းစာအုပ်မှာတချို့ဟာတွေကိုသူတို့ဘာသာပြန်တဲ့ခါမှာသူတို့လည်းခံမှန်းပြီးဘာသာပြန်တာရှိတယ်လို့ဒီထဲမှာလည်းရေးထားတယ်ဟုတ်လားနော်ဆရာကိုကျန်းတချမ်းရှာတော့ဖတ်တော့လေအဲ့တိုင်မှာပဲဟိုသူကတက္ကထတို့နော်နာဂရီရဲ့ဘာသာပြန်တယ်တက္ကထနာဂရီကသူတို့ရဲ့ mother language မဟုတ်ဘူးတော့နော် mother language မျိုးလည်းသူဘာသာပြန်နောက်ပြီးအဲ့ဒါလည်းပတ်သက်လို့ dictionary တို့ဘာလို့လဲရှားရတာပေါ့နော်ရှားပြီးတော့အဲ့ဒါမသိလဲမေးရတာပေါ့နော်တချို့ကိစ္စတွေမှာဆိုရှင်ဟိုအဲ့ဒီဘာသာကိုကျင့်သုံးတဲ့လူကိုမေးမှပဲအဆင်ပြေတာဟုတ်ထိုယောက်ျားတွေသူတို့ကတပ်ဖြတ်တတ်၏ချုပ်နှောင်တတ်၏မိမိကိုယ်လည်းသူတို့ကတပ်ဖြတ်ခြင်းချုပ်နှောင်ခြင်းခံရ၏ထောင်တန်းကြတတ်သူဖြစ်၏တဲ့ဒါဆရာတို့ကဟိုဘောနော်ဒီချီတောက်ကလေးဟိုဘောချီချောင်းလေးပေါ်မှာချီမာလေးပေါ်မှာဒါမှမဟုတ်ရှင်ချီချောင်းလေးတွေပေါ်မှာအမွှေးမြင်လေးပေါက်တယ်တချို့ကနူးနူးညံ့ညံ့ပေါက်တယ်တချို့ကကြမ်းကြမ်းတန်တန်ပေါက်တယ်နော်ဆရာတို့လည်းနည်းနည်းလေးတော့ကြမ်းတယ်ထင်တာပဲနော်ဆရာပေါ်ပေါက်တယ်နော်အဲ့ဒါဒါပေမဲ့တချို့လည်းကြမ်းကြမ်းတန်တန်ပေါက်တယ်လူကကြီးကနူးနူးညံ့ညံ့ကြီးနော်တချို့ကယောက်ျားတယ်တချို့ယောက်ျားနူးနူးညံ့ညံ့ရှိတာတွေလည်းဆရာတွေ့ပါတယ်အကျဉ်းရောက်ခြေစစ်ဒီကျွဲခြေစစ်ကဲ့သို့
ပုံစံတူအံ့အဲ့ခြေစစ်ကလေးတွေကိုကြတော့ချွဲခြေကျွဲမှာတော့ခွာပဲရှိတာပါအဲ့ခြေအစ်စ်ဆိုလို့ရှိရင်သူကသူ့ရဲ့ဟောပေါ့နော်ဒူးစီလက်စစ်အဲ့အစ်စ်တွေကိုပဲသူကပြောတာပါကျွဲခြေစစ်ကဲ့သို့ပုံစံတူဤတဲ့ချွဲရဲ့နော်ခြေစစ်တွေပုံစံတူဤပြပြချင်းလည်းရှိအောင်ထိုသူဒီဆင်းရဲဒုက္ခတွေ့ရအောင်အဲ့ဒါတော့ဆရာတို့ကဒီဟုလူကြောက်ကိုလေးတာတော့ဆိုကျွဲခြေထောက်တွေကိုလည်းဆရာတို့ကလေးလာမှဒါနားလေတဲ့သဘောပေါ့နော်အဲ့ပိုင်းကျတော့ဆရာတို့ကလည်းနူးညံ့သွားတယ်ဟုတ်လားနော်နူးညံ့သွားပါတယ်အချင်းယောက်ျားခြေစစ်နဲ့အမွှေးကင်းခြင်းရှိတော့ထိုယောက်ျားဒီတာသူမရတတ်သူဖြစ်အောင်ဒါလေးဆရာလည်းရဆက်ခဏခဏလုပ်တယ်တာသူမရတဲ့လူရဲ့ဟိုဟာတွေပေါ့နော်ဟိုလူတွေနဲ့တွေ့ဆရာတို့6တော့နည်းငုံကြည့်လိုက်တယ်ငုံကြည့်လိုက်တယ်ဆိုတော့ဒီခါကျကိုယ့်ဘာနဲ့ကိုဟိုဘောပင်လေးကြာဟန်ဆောင်ပြီးတော့ကိုကကြည့်ရတာဟုတ်လားနော်ဒီတိုင်းတော့ကုန်ကြည့်လို့တော့ဘယ်အဆင်ပြေမလဲဟုတ်လားနော်ကြည့်ရတာကြည့်ပြီးတော့မှဩဒီဘောလည်းအမွှေးတော့ရှိသားပဲလို့အမွှေးကင်းနေဆိုဒါလေးတော့ဆရာတို့ကဟို resus လောက်ရတာဒီဘောနော် resus လောက်ရတာဒါပေမဲ့ဆရာတို့အဲ့ဒါကိုတွားကြည့်တော့လေတာမီမတ်တဲ့လူဆိုရတဲ့သူလည်းဆရာတို့ကတွေ့တယ်နော်မရတဲ့သူမှလည်းအမွှေးနော်ပေါက်ချင်တယ်ပေါက်နေတယ်ပေါ့ဟုတ်ပြီနော်အချင်းယောက်ျားခြေဘွားသည်လုံလျောင်ခြင်းနူးညံ့ခြင်းကြောက်တရနဲ့တူခြင်းစသည်တို့ဖြင့်ညီညွတ်သူရှိတော့ဒါကြာဥဆိုတာလေကိုမြင်ဘူးမှာသိလားနော်ကြာဥဆိုတာလေမြင်ဘူးမှာအရှင်းတော့ဆိုရှင်ဆရာတို့ငငယ်တော့ကလေးတွေကဟိုဘောနော်လူကစားလို့ရတယ်ဆိုအကုန်စားတာစားလို့တော့ဟိုဘောနော်ကြာပေါက်တဲ့ကန်တွေဆရာတို့ကြာချို့တာကြာပြူကြာနေတော့နည်းနည်းလေးရှားတယ်ဆရာတို့ဘက်ကဒါပွင့်တတ်တယ်အကြာပြီးတော့သွားတော့အဲ့ဒါအကိုသွားတော့လှုပ်တာကြာဆိုရစားလို့ကောင်းနေဆိုကြာဆိုဘာမှမသိဘူးဟိုအောက်ဆုံးကအမြင်နဲ့ဟာစားတော့ဖွေးလေးသူရှိတယ်အဲ့ဖွေးလေးစားကြည့်ကောင်းလည်းမကောင်းဘူးပေါ့ဒါမဲ့ကြာဆိုဘယ်လိုလုပ်စားမှကောင်းတယ်ဆိုတော့မသိဘူးလေအကောင်းလည်းမကောင်းဘူးကြာဦးဆိုလူတွေကြာဦးစားတယ်ဆိုတာကြာဦးပါတယ်အဲ့ဒါနည်းနည်းလေးရေခမ်းကြိတ်ကြာဦးသွားပြီးတော့စားကြတယ်အဲ့ကြာဦးလည်းမြင်ဘူးမှဟုတ်လားနော်ကျောင်းတရားနဲ့တူချင်းဆက်လို့ညီတို့တီချောထိုယောက်ျားကြီးချက်ပြေရှိသောမိန်းမသည်ထိုယောက်ျားအားချက်ပြေရှိသောမိန်းမသည်ချစ်ခင်နဲ့တတော်ပီတိဖြင့်ရှင်ကြီးစွာအမြဲမပြတ်စိတ်ကလှုပ်ရွှေ့ခြင်းအမှုကိုပြုအပ်ချစ်ခင်သူပေါ်မြတ်အားမျက်နာပွင့်အားဒါခြေဘွားကနော်လုံကြောင်းနဲ့နူးညံ့နဲ့ကျောင်းတရားနဲ့တူညီခြင်းရှိသောညီညွတ်သည်ရှိသောထိုယောက်ျားအားချက်ပြေရှိသောမိမဒီချစ်ခင်နဲ့တော်ပီတိဖြစ်သူ့ကိုအဲ့နော်အည်သွေးတွေပါလို့ရှိရင်မိမတွေကသူ့ကိုနော်ချစ်ခင်နဲ့ပီတိဖြစ်တယ်နော်တွေကစိတ်ကလှုပ်ကြွေးတယ်ဆိုတဲ့သဘောတွေကိုဆရာတို့တွေ့ရပါတယ်အဲ့တော့ခြေဖနောက်ရဲ့လက္ခဏာပြခြင်းခြေဖနောက်ကတော့တကယ်တော့ဒီထက်မှရေးထားတာတော့နည်းနည်းလေးရေးထားတာတခြားချက်မှာတော့နည်းနည်းများတယ်ဒီချက်မှာတော့ခြေဖနောက်ကို2ချက်လား3ချက်လားတော့ရေးထားတယ်အချင်းယောက်ျားခြေဖလောက်တွေကြီးချင်းရှိအောင်နဲ့ကြီးတာရဲ့ထိုသူဒီချမ်းသာအသက်ရှိအောင်ငယ်သောခြေဖလောက်ရှိမှုကနော်ငယ်သောအသက်ရှိအောင်မြင့်မောက်သောခြေဖလောက်ရှိမှုရန်အောင်တတ်သောသူဖြစ်အောင်လို့ဒီလိုပြည့်တယ်ခြေဖလောက်ကိုခြေဖလောက်ဆိုတာဆရာတို့ကခြေဖလောက်ရှည်တာရှိတယ်ခြေဖလောက်ကတူတာရှိတယ်အဲ့ကောင်တော့မပတ်တယ်အဲ့ကောင်ခြေဖလောက်တူတယ်ကွာအဲ့ဒါဆရာလူကြီးတွေကပြောတာသိလားဆရာတို့ရှင်းမှလူကြီးတွေပြောတယ်ဖနောက်တို့မပေါ့မကောင်းတော့တဲ့ဖနောက်တို့ကိုနော်မပေါင်းကောင်းအဲ့မဖနောက်တို့မကောင်းဆိုတာဒေါသကြီးတတ်တယ်နော်နောက်ပြီးတော့ဘာလဲသူတို့ကဒေါသကြီးတာနဲ့အမျှဖနောက်တူတဲ့ဒေါသကြီးအမျှသူတို့ကလူကြောက်ကိုခေါ်လူစိတ်မရှိဘဲနဲ့တတ်ဖြတ်တတ်တာအဲ့လိုပြောတာဖနောက်တူတဲ့သူမပေါင်းကောင်းလို့ပြောတာအဲ့တော့ဖနောက်ခြေတာကြတော့ကောင်းတယ်လို့ဆရာတို့ကပြင်းတယ်ဖနောက်ကြီးတာကိုတော့ဒီမှာတော့သူကချမ်းသာတယ်လို့ဆိုထားပါတယ်အဲ့တော့ဆရာတို့ကို6ကိုကြည့်တော့ငါဖနောင်လည်းတိတ်တော့မရှိပါဘူးလို့ဆရာတို့ကပြန်ကို6တော့ဖနောင်ကိုလည်းပြန်ကြည့်ရသေးတယ်အဲ့တော့ကြည့်ဆရာတော့မရှိဘူးဟုတ်လားနော်ငါတူလားမသိဘူးကိုလည်းပြန်စမ်းစစ်ရတာပေါ့ဒါဒီကြတော့ဆရာတို့ကအများကြီးလေးလာလို့မရဘူးခြေပေါ်ကိုလေးလာတဲ့နေရာတော့တော်တော်လေးကောင်းပါလေဟုတ်ပြီနော်နောက်ဒီကခြေတလုံးလက္ခဏာပြဆိုခြင်းခြေတလုံးဆရာအရင်တော့ပြောတယ်လက္ခဏာပေါ့လက္ခဏာကိုဆရာတို့ကသင်တဲ့ခါကျတော့ဆရာကားလို့နော်ဟောပေါ့နော်ခြေတော့ပြောတာပေါ့ခြေသလုံးကြည့်ုံမျှဖြစ်ပါလေငတာကြီးလားတကြီးလားသိတယ်ပေါ့ငတာကြီးဆိုခြေသလုံးရှုံနေတယ်ငတာကြီးဆိုပါလေခြေသလုံးကရှုံနေတယ်ဒီကောင်လေတဲ့ဆင်ရတာတကြီးဆိုတော့တတိခြေသလုံးကခွေးဥအသားပြည့်ပေါ့
တချို့ကြတော့ခြေတလုံးကဘာလဲဆိုတော့တင်းတင်းကြုတ်ကြုတ်လေးလေးပဲတချို့ဟိုမှာဟိုဘောလုံးကန်တယ်ဘောလုံးကန်တဲ့ခါတဲ့ခါကျလှမ်းပြောဟိုကောင်ပေါင်တစ်လုံးလေးနဲ့တဲ့တော့ပေါင်ငါတဲ့ခြေတစ်လုံးလေးကတပြေးလေးဖြစ်နေတာအဲ့ဒါကိုပေါင်တစ်လုံးလေးလို့ပြောအရင်တော့ဆက်လို့ငယ်တော့ဘောလုံးဟိုဘက်ခွဲကန်ဒီဘက်ခွဲကန်ပေါ့အဲ့ဒါဆိုရှင်ဟလာတချို့လည်းပေါင်သေးသေးလေးနဲ့နော်အဲ့ဒါကိုအဲ့ဒါလေးပြောပေါင်တစ်လုံးလေးနဲ့လို့ပြောတာနော်ပေါင်တစ်လုံးလေးနဲ့အဲ့တော့ဒီမှာအချင်းရောက်ရခြေတလုံးတွေနူးညံ့တော့အသားဆိုင်တို့ပြင်တခဲနဲ့ရှိသည်ဖြစ်အားခုနခြေတလုံးကြည့်နေငတာကြီးလားတကြီးလားနော်အဲ့တော့များသောဖြင့်ဆရာခြေတလုံးသေးသေးလေးတွေကများသောဒါအရက်တောက်တဲ့ကောင်ဖြစ်တယ်ဒီကောင်ဒါမဲ့ဒီကောင်တန်မာတယ်တန်မာတဲ့အရက်သမားတွေဖြစ်တာများတယ်ခြေတလုံးသေးသေးလေးတွေတန်မာတယ်အဲ့တော့ဆရာတွေ့ဘူးတဲ့ခြေလုံးသေးတဲ့လူတွေဆိုရှင်เนาะတော်တော်သေးတဲ့ဆိုတာတော်တော်အလုပ်တော့လုပ်နိုင်တယ်တိလို့တော့အပင်ပန်းပေါ့เนาะအပင်ပန်းခံနိုင်တယ်အလုပ်ကျန်းလုပ်နိုင်တယ်เนาะဒါပေမဲ့များတော့အရက်သမားဖြစ်တာများတာဆရာတွေ့ရဒီမှာတော့နူးညံ့တော့အသားဆိုင်တိုးပြင်တခဲနဲ့တည်ရှိသည်ဖြစ်အံဟောဆရာတော့ကိုခြေလုံးကြည့်တော့ငါခြေလုံးကတော့နူးညံ့နေထင်တာပဲတုတ်တုတ်ဖြုတ်ဖြုတ်ရှိတာဘူးเนาะခြေချင်းဝတ်စသည်တို့လည်းတမင်းခြေနဲ့တူသောလက္ခဏာရှိဟန်ခြေချင်းကတမင်းရဲ့လက္ခဏာဆရာဆိုတမင်းသွားကြည့်တော့တမင်းရဲ့ခြေချောင်းတွေကဘာလဲဆိုရှင်ဟိုပါပဲเนาะဒုတ်ချောင်းလိုပါပဲเนาะတိတ်ပြီးတော့အများကြီးတော့မထူပါဘူးเนาะထိုယောက်ျားဒီဘုံချက်တွေရှိသောသူဖြစ်ဟန်၎င်းခြေတလုံးနဲ့အနှဲငယ်နူးညံ့သောအမွှေးတို့ဒီတပင်နဲ့တပင်ဝေးပေါက်ခြင်းရှိဟန်အဲ့တော့ခြေတလုံးပေါက်တာတော့မှခြေလုံးမှာเนาะအမွှေးမြင်ပေါက်တာတော့တပင်နဲ့တပင်မှာလည်းဝေးတာဆိုတော့ကျဲတယ်လို့ဆိုတာပေါ့เนาะပေါ်ချင်းရှိအားခြေချိုးမှာစိုက်ခြေလုံးတိတိုင်အောင်တော်၎င်းအစင်သဖြင့်လုံလောင်ခြင်းရှိတော်တဲ့ခြေချင်းဝက်မှာခြေသလုံးအထက်လုံလောင်ရှိတော်၎င်းဆိုယောက်ျားကြီးအများချစ်ခင်ဆက်သက်သောဖုံးချက်တွေဒီတီနီယာဖြစ်၏တဲ့အဲ့တော့ဘုံဘယ်မှာရှိလဲတဲ့ဆရာတော်ဘုံချက်တွေဆိုတာအများအားပြောကြတယ်ဘုံဘယ်မှာရှိလဲတဲ့ဒါပဲဆရာတော်ကဒါလေးကိုရေးလို့ရှိရင်ဘုံချက်တွေလို့ရေးရနော်ဘုံချက်တွေဒီဘုံကိုဆရာတော်ကပြောတယ်ဒီဘုံဒါတခါလေးကျတော့ဒီကောင်ဥပမာဆိုဘုံမြတ်မင်းလို့ဆရာတော်ဖတ်မယ်ဘုံမြတ်မင်းလို့ဖတ်မှာဒါပေမဲ့တခါလေးလူတွေကမဲ့တော့ဒါကြီးနဲ့မှဲ့ထားတယ်ပေါ်တော့ဖုံးနဲ့ပေါ်ထားတာနားလေလားအဲ့ဒါဆရာတော်လာတော့နာမည်နဲ့ကလေးကိုနာမည်ပြလဲဆိုဖုံးနဲ့ပြောတာအဲ့ဖောက်တယ်ဟာဖတ်ဆရာအဲ့ဒါဖောက်ထုတ်မဟုတ်ဘူးဘာကုန်းဆိုဘာကုန်းဘုံခေါ်တယ်လေလို့သူ့နာမည်ကဘယ်လိုဆိုအဲ့ဒါဘုံဘသူလို့ခေါ်တယ်အဲ့ဒါမောင်ဘုံသူဘုံခေါ်တာအခုကြတော့တချို့ရေးတာတော့ဘုံနဲ့ရေးထားတာပဲခေါ်တော့ဖုံးနဲ့ခေါ်တာနော်အဲ့ဒါပြင်ခေါ်လို့မဟုတ်လို့ဖောက်ထုတ်နဲ့လိုလိုက်လို့အဲ့လိုဆရာကပြောတယ်အဲ့ဘုံဘယ်မှာရှိလဲဆိုဇာနကပုံနာဆိုရှိတယ်ဇာနကပုံနာအဲ့ဒါဆန်ကုတ်ဆိုနော်ဆန်ကုတ်မင်းရဲ့အကြောင်းလေးနဲ့သူကရှိထားတာပေါ့ဇာနကပုံနာကမင်းဖြစ်မယ်ဆိုတာမင်းဖြစ်မယ်ဆိုပြီးတော့သူကနမိတ်ဖတ်ထားတယ်အဲ့တော့သူ့ရဲ့အမေကိုသူကအမေအိုကြီးကိုလှုပ်ကြွေးရတာအဲ့တော့သူ့အမေလှုပ်ကြွေးဆိုတော့သူမင်းဖြစ်ခဲ့လို့ရှိရင်တဲ့သူ့အမေကိုသူလှုပ်ကြွေးလို့မရတော့ဘူးတဲ့သူဆိုတော့တီးထန်သွားငိုတယ်အမေတဲ့ကျွန်တော်အမေကိုလှုပ်ကြွေးနေတာတဲ့ဘယင်ဖြစ်ခဲ့ရင်အမေကိုလှုပ်မကြွေးနိုင်ဘူးတဲ့အမေတဲ့ဒီဘုံဆိုတာဘယ်မှာတည်တယ်လဲလို့ပြောတဲ့ခါမှာပတ်မတာသူ့အမေကပြောတယ်ဘုံဆိုတာကတဲ့ဟာဒီခွာအဆွဲဒီမှာပေါ့နော်ဆရာတို့ဒီပါလဲဆိုတော့ဒီသွားအဆွဲဒီမှာတည်ပါတယ်တဲ့အဲ့တော့ तू ကသွားဆွဲလေးချောင်းကို तू ရိုက်ချိုးလိုက်တယ်တဲ့အဲ့ तू ဘုံမရှိအောင်သူ့အမေကိုလှုပ်ကြွေးနိုင်အောင် तू ရိုက်ချိုးလိုက်တယ်အဲ့တော့ဘုံဟုတ်သလားဆိုတော့လေတကယ်တမ်းပြန်ရောက်တယ်အဲ့အဆွဲကဘုံပါပဲဟိုကဆိုရှင်ကြားဒီမှာဆိုအဆွဲအဲ့အဆွဲတွေကတုံသွားပြီမရှိတော့ဘူးဆိုရှင်သူကဆရာတို့တစ်ခါပြောလိုက်လူတွေဆိုရင်ခေါင်းပြူဆွဲကျိုးလို့ခေါ်တာဆရာတို့မှာသူကအဆွဲတွေရှိတယ်၄ချောင်းလုံးမကျိုးသေးဘူးဘုံရှိနေသေးတယ်ပေါ့ဟုတ်ပလားနော်ဘုံရှိနေသေးတယ်ပေါ့ခေါင်းပြူအဆွဲပါလေကျိုးနေဘူးနောက်တဲ့ချင်းသေးတွေဆိုလို့ရှင်လေဘလောက်ပဲအရင်တော့အင်အားကောင်းတယ်နုပြိုစင်တော့ဘလောက်ပဲတက်ခက်ဒီကောင်လေးအဆွဲကျိုးတဲ့ချိန်ကြတော့ခွေးအားတိုက်တာတောင်ဆိုတော့ကြိုက်တာတောင်ဆိုတော့ခံနေရတယ်ဆရာလိုင်းပေါ်မှာခဏတွေ့ရတာချင်းသေးလေးဘာမှမတတ်နိုင်ဘူးနော်အဲ့လိုပဲထိုင်ပြီးနော်ဟိုကကြိုက်လိုက်ဒီကကြိုက်လိုက်ထိုင်ခံတယ်တခြားချင်းတွေလာကင်မှတာသူက
လွတ်မြောက်တာအဲ့လိုပေါ့အဲ့တော့ဒီဇာတကပုံနာဒီအဆွဲတွေချိုးလိုက်တယ်ပေါ့ဆွဲချိုးလိုက်တော့သူကဘယင်မဖြစ်ဘူးသူဘယင်မဖြစ်ပေမဲ့သူကဘယင်ဖြစ်နိုင်မဲ့ဟိုကလေးတွေကိုဘယင်ဟိုပေါ့နော်တွေးသားတဲ့ကလေးတွေကိုသူကမွေးစားတာနှစ်ယောက်မွေးစားတာနှစ်ယောက်ညီကိုနှစ်ယောက်လို့ရွယ်သူလေးမွေးစားတာသူကလေဘဲမှာသူကရွှေဆွဲကြိုးကိုတက်ပေးထားတာအဲ့ဒါကိုဒီမှာတေထားတာရွှေဆွဲကြိုးကမှုတေထားတာမှုတေထားအသေးပေါ့အသေးတက်ပေးထားတာတော့သူတို့ရဲ့အိမ်မက်တွေအများအားနားထောင်တယ်နားထောင်တော့စန္ဒကုတ်မင်းကိုသူမင်းဖြစ်မယ်လို့သူနမိတ်ဖတ်တယ်တဲ့စန္ဒကုတ်မင်းကမင်းဖြစ်နိုင်တဲ့အရေးချင်းရှိတယ်အဲ့လိုရေးချင်းရှိတော့အဲ့စန္ဒကုတ်ကိုသူကမင်းဖြစ်မယ်ဆိုတော့တတ်မှတ်တယ်ဒါပေမဲ့သူကဒီကလေးတွေကညီကိုလိုချစ်ခင်ကြတယ်တရက်ကြတော့သူကအဲ့ဒီစန္ဒကုတ်မဟုတ်တဲ့မင်းသားကိုသူကတန်လျက်ပေးလိုက်တယ်တန်လျက်ဆိုတာဒီလိုပေါ့ဓာတ်ပေါ့နော်ဓာတ်ပေါ့တန်လျက်ပေးတော့မင်းနဲ့စန္ဒကုတ်ရဲ့လေဘင်းကဆွဲကြိုးကိုတဲ့မပြတ်ဖဲနဲ့ငါးစီကိုယူလာခဲ့ဆိုပြေးလိုက်တာအဲ့တော့ညီကိုလေးချစ်ခင်တဲ့ဒီကလေးမြောက်ကကစားပြီးမောတဲ့ခါကျတော့ဘွားတော့တန်လက်ကိုဖွက်ထားတယ်မောတဲ့ခါကျတော့ကစားပြီးမောပြီးအိတ်ကြတာပေါ့အိတ်ကြတဲ့ခါအချံသမားထားပြီးတော့သူတန်လက်ကိုယူတန်လက်ယူတော့ဒီ level ကြည့်လိုက်တော့လဲအဲ့ယူဟာဖြတ်လို့လည်းမရအောင်မပြတ်အောင်ယူရဆိုဟောမဖြစ်ပါဘူးတဲ့မဖြတ်အောင်မပြတ်အောင်ယူရမယ်ဆိုလေဘင်းခုတ်ဖက်မှာပဲဖြစ်တော့မယ်။ဟာဒီလိုကတော့မလုပ်ပြပါဘူးအချိန်မရွေးလုပ်လို့ရပါတယ်ဆိုတော့နော်အဲ့ဒီမှာသူကအဲ့ဓာတ်ကိုပြန်အပ်တယ်။စန္ဒကုတ်လက်ထက်ရောက်လာတဲ့ကစန္ဒကုတ်လက်ထက်ပြေးလိုက်တယ်ရောတဲ့မင်းဒါသူ့လေဘင်းကနော်ဆွဲကြိုးကိုမပြတ်ဖဲနဲ့ငါစီယူလာခဲ့ဆိုစန္ဒကုတ်ကအဲ့လိုပဲအကြံသမားဖြစ်သွားပြီးတော့သူကအဲ့မှာအိတ်နေတဲ့ချက်မှာအားလုံးအိတ်တဲ့စန္ဒကုတ်ကနိုးလာပြီးတော့အဲ့ဖွက်ထားတဲ့ဓာတ်ယူတော့နော်ရောင်ကိုကင်လိုက်ပြီးတော့လေဘင်းကိုသူဖြတ်ပလိုက်တယ်ဖြတ်ပြီးတော့အဲ့နော်ဓာတ်နဲ့ဆွဲကြည့်ကိုအပ်လိုက်တယ်အဲ့တော့အဲ့ကြမှာသူကမင်းဖြစ်မယ်ဆိုတော့ပို့ပြီးတော့သူကတိလာတယ်မင်းဖြစ်မယ်သူကလှုပ်ရဲတယ်ကင်ရဲတယ်အာနာတိုင်းသူကလှုပ်တယ်အဲ့ဒါနဲ့စန္ဒကုတ်ကအဲ့ကြတော့နောက်ကြတော့တစ်ဖြစ်နဲ့ကြည့်လာတယ်သူ့ကိုအစိတ်ကျွေးတယ်မင်းဖြစ်မယ်သူဖြစ်တဲ့အတွက်နေ့စဉ်အစိတ်နည်းကျွေးတာရှင်းတော့မင်းကိုတိုင်ဘာနဲ့တတ်လဲတော့အစိတ်နဲ့တတ်တာများတယ်အစိတ်ကျွေးပြီးတော့နော်ကြည်ပြင်းလာတယ်အဲ့တော့စန္ဒကုတ်နောက်ကြတော့မင်းဖြစ်တယ်ပေါ့စန္ဒကုတ်မင်းဖြစ်ခံဒီမှာလူသူစုဆောင်းပြီးတိုက်တဲ့ခါကျတော့တိုင်းပြီးဟိုအတွင်းနဲ့ဝင်တိုက်တာသူရှုံပြန်ပြေးတာပြန်ပြေးပြီးတော့မှနောက်ကြတော့စဉ်းစားတော့နော်သူကတရက်ကြတော့မုတ်ပြတယ်လေအတင်မှာမုတ်ပြတယ်ဟိုပေါ်ထိုးရောက်တဲ့အတင်မှာကလေးကမုတ်ပြလဲစားတာအလဲကနှိုက်နေစားတာပူနွေးလေးကိုဘေးကနှက်ခမ်းတာဟဲ့ကလေးတဲ့နင်ကစန္ဒကုတ်မင်းစစ်တိုက်တယ်လို့ပဲတဲ့နော်အလဲဖောက်စားလို့ပူမှာပေါ့တဲ့အဲ့ဒါနဲ့သူကတတိယတော့ဟောတိုင်းပြီးအဆက်တရားတိုက်မှာဆိုအဆက်တရားတိုက်ပြီးမှဟိုဟာလုတ်တယ်ပေါ့အခုဒီမှာပြောတဲ့အဆက်အခုဟိုကအဆက်တိုက်တာမှန်တယ်နေပြီးလာတိုက်တာကကြတော့တိတ်တော့မှန်လေးဘူးเนาะဒီသဘောတော့ရှိတယ်အဲ့ဒါဘုံပေါ့เนาะဘုံဘုံဆိုတဲ့ဟာလေးကိုဆရာတို့ပြောတာပါတော့ထိုယောက်ျားကြီးအများချစ်ခင်စေတော့ဘုံချက်တည်တီနေရဤအချင်းယောက်ျားခြေစလုံးသည်ရှင်သည်ကြာငကြင်းပုံစံအပြင်တူသည်ရှိတော့ထိုယောက်ျားဤဘုံချက်တည်တိုးတက်အံဝင်းခြေစလုံးနဲ့တူသည်ရှိတော့ထိုယောက်ျားသည်ကျင့်ဖန်များစွာအနောင်ဖွဲ့တွေ့တည်ဆုံးအံစင်ရဲပင်မဝန်လို့ဘာလို့တွားကြည့်လဲဆိုဝင်းခြေစလုံးကလည်းအဲ့ဒါလိုပဲတွားအယိုးနဲ့အသားနဲ့အယိုးတဲ့အသားဝင်နေတဲ့เนาะပုံစံတွေပေါ့เนาะဒီကမူလစာကိုပါဠိနိုင်တဲ့လက်ချပီဒီတတိเนาะကေတတိမိနပြက်ကိုเนาะပမာဏရိနံဆိုတော့လာရှိတဲ့ဖြင့်เนาะကေတတိမိနပြက်ကိုတရားဒီချင်းသိငါးကြားကိုဟောတော့ကြောင့်၎င်းတတော်တို့ပုံစံနဲ့တူဒီဟုအတိပ္ပယ်ပြန်ဆိုလိုက်သည်တဲ့သူအတိပ္ပယ်ပြန်ဆိုတာအတိုင်းပြန်ဆိုတာဒါပေမဲ့ဆရာတို့ကအတိုင်းခြေတလုံးနဲ့တွားကြည့်တော့အတိုင်းသူတို့ပြောသလိုတော့မဟုတ်ပါခြေတလုံးကခြေလုံးစာလှပတော့ပုံရင်တော့ဆရာတို့ချစ်ကောင်းကဆိုထားသေးတယ်မိန်းကလေးတွေလည်းချွေတယ်နော်ခြေတလုံးသားကပါလေအလားတဘာပါပဲဆိုအဲ့တော့ခြေအရင်တော့ဝတ်တဲ့ခါကနော်ခြေလုံးဖော်ဝတ်တယ်အဲ့တော့ခြေလုံးသားလှတယ်အခုခြေလုံးဖော်ဝတ်လေဘယ်သူမှလှတယ်လို့ပြောလားမပြောဘူးဟုတ်လားနော်ဒုက္ခပေါ့ခြေတလုံးအထိမင်္ဂလိတဲ့ဖုံထားတဲ့ခါမှာခြေတလုံးကိုဖော်လိုက်တဲ့ခါကျတော့လှတယ်မြင်တာပေါ့အခုကျတော့အဲ့လိုရှိလားဩအခုကျတော့အဲ့လိုမရှိတော့ဘူးနော်
အခုကြတော့အကုန်လုံးမှာဖြစ်နေလို့ဆိုတော့အခုကြတော့ဟိုလားဘောင်းမီတို့လေးဝတ်တယ်ဟုတ်လားနော်ဘောင်းမီတို့လေးဝတ်တယ်တချို့လည်းဘောင်းမီတို့ဝတ်တယ်ကြည့်ကိုမကောင်းဘူးဒါလေဝတ်တာပဲတိကိုကြည့်ကောင်းလဲကြည့်မကောင်းလားလဲမသိဝတ်ကြတာပဲနော်အဲ့တော့ဒုပစစ်မြင်းကောင်းလက္ခဏာကိုပြဆိုခြင်းဆို28ကိုသွားတယ်ဒုဆိုဒုကောင်းပါပဲအဲ့ဒါကတလုံးမြင်းကောင်းလို့ခေါ်တယ်နော်ခြေတလုံးရယ်ဟမ်26လားဆရာ28ရောက်သွားတာလားဟော26ဟုတ်ပြီအဲ့တော့နော်ဟုတ်ပြီ26ဆရာအရင်တော့ဒီထဲကတော့စာရွက်တွေကိုအကုန်နှုတ်မယ်လို့ပြောထားတာမင်းကိုပေးလိုက်တဲ့ခါကျအကုန်ထည့်ပေးလိုက်တော့ဒီထဲမှာအကုန်ပါသွားတယ်အချင်းရောက်ကြခြေစလုံးဒီကြီးတော်၎င်းရှည်တော်၎င်းဖွဲအိတ်တကဲ့သို့၎င်းထိုယောက်ျားသည်နော်တို့၎င်းထိုယောက်ျားသည်ခရီးများစွာတောက်လိုက်နေသူဖြစ်အံခြေပြက်အသက်မွေးရသူဖြစ်အံခြေအလုံးလုံးသူဖြစ်အံတဲ့အဲ့တော့ဒီမှာဆိုရှင်တော့ဖွဲအိတ်နော်ဖွဲအပ်ဖြစ်နေတယ်ဗာလဲဖွဲအိတ်အဲ့တော့ခြေစလုံးကြီးကဖွဲအိတ်လို့ဖြစ်နေတယ်နော်စဉ်းစားကြည့်ပေါ့နော်ဆရာတို့ခြေစလုံးကတားကြီးဟိုပေါ့နော်ထွားကျန်းတဲ့ခါကျဥပမာဆိုတောင်တက်တဲ့ဟိုဟာတွေကြည့်နော်သူတို့ခြေစလုံးတွေပါလေနော်ထွားကျန်းတယ်ခြေစလုံးတွေပါလေတုတ်တယ်ထွားကျန်းတယ်ဟိုတောင်တက်တဲ့ဖိုးကြီးတွေပေါ့နော်တောင်တက်တဲ့ဟိုရှမ်းဖိုးကြီးတွေဖလောင်ဖိုးကြီးတွေနော်အဲ့တော့ဒီကောဖိုးကြီးတွေမှာတွားကြည့်အခြေစလုံးတွေတုတ်ကြီးတွေအဲ့တော့ခြေလုံးတုတ်လို့ရှိရင်တောင်ပေါ်သားလို့ခေါ်တာပေါ့နော်ဒီနော်အဲ့ဒါလို့ခေါ်တယ်ပေါ့အဲ့တော့ဒါဖွဲအိတ်ကဲလို့ရှိရတော့ခြေနော်ဟိုခီးအများကြီးတွားနိုင်တဲ့သူလို့ဆိုထားတာဥပမာဆိုကြတော့သူကဟိုတောနှုတ်ထုတ်ကိုဒါသုလတုပဒါကတောနှုတ်ထုတ်ကိုသူကခန့်အားတဲ့ဘကခြေတော့ကြည်တာခရီးသွားနိုင်လားဆိုသူသွားမယ်ဆဆဆမရှိတဲ့နေရာကတဲ့9နှစ်9လ9ရက်သွားမှရောက်တဲ့နေရာအဲ့နေရာ9နှစ်9လ9ရက်ခီးတော့ရောက်တဲ့နေရာအဲ့နေရာကိုသွားမယ်ဆိုလို့ရှိရင်သူ့ကိုခန့်လိုက်တာကဲသွားတော့ဆိုတော့နော်တော့ရိတ်ခါလာစာပေးလိုက်တယ်သူကတော့သွားပြီဆိုတဲ့လိုအပ်တဲ့ပစ္စည်းကိရိယာဝယ်သွားကြံလာတော့ဟိုမှာကိုယ့်ဘာလို့ကိုလမ်းဖလားညာနဲ့ပြစ်ခတ်စားတော့ပြီးမှတော့မသွားဘူးလားသွားတာနော်အဲ့လိုသွားတာအဲ့ဒါကြောင့်တို့ချီတလုံးအဲ့လိုခီးသွားနိုင်တဲ့သူမျိုးကိုရွေးချယ်လိုက်တာတောလို့မို့ကိုကြည့်လိုက်တော့သူရုပ်မာနဲ့တူတယ်ပေါ့နော်အဲ့တော့ဆက်စမင်းဇာတ်ထဲအဲ့ခုနဟိုဖတ်ကြည့်တော်ကောင်းတယ်အဲ့ခန်းတွေကနော်သူရုပ်မာရဲ့နော်လက္ခဏာကိုပြဆိုတာပေါ့နောက်တော့အကျွန်းယောက်ျားခြေတလုံးဒီအိမ်ခွေးမြေခွေးကလအုပ်မြင်းမှုကြီးငှက်တို့ခြေတလုံးသားနဲ့အလားတူတန်ရှိအောင်ဆိုလိုချက်ကအသားမရှိပါနဲ့အယိုးတွေနဲ့ပဲရှိတာပေါ့နော်ထိုယောက်ျားဒီအတုပလက္ခဏာမတင့်တယ်သောအင်္ဂါရှိသူဟုဆိုသည်ဒီမှာအတုပဆိုတာမတင့်တယ်ခြင်းလို့အတိတ်ပဲရတယ်ဒါရှေးတုန်းကဒီတိုင်းပဲစာရေးတယ်မွေးခြင်းလက္ခဏာပြခြင်းမွေးခြင်းလက္ခဏာကတော့ဆရာကဘလုံးမတို့ဆရာတို့ခံမှန်းလို့သိမရတဲ့ဟာတွေပါဒါတော့တာမိုရိကလက္ခဏာသူတို့ရှေးခါတော့ရေးခဲ့တဲ့ဟာတွေပါဒါတော့ဆရာတော့တိတ်ပြီးတော့ဒီမွေးခြင်းနဲ့ပတ်သက်လို့တော့ဆရာတိတ်ပြီးတော့ research တိတ်မလုပ်ဘူးဟုတ်ပြီနော်အကျဉ်းမင်းဆိုရတော့ကိုယ်နဲ့တိမ်မွေ့နူးညံ့သောအမွှေးသည်ကြတုံးရောင်နော်ကြတုံးရောင်ကဲ့သို့မဲနဲ့သောအစင်ရှိအံနေပါခြင်းကျဲခြင်းလည်းရှိအံဒါကိုမှပေါက်တာထိုမင်းသည်အသက်ထက်ဆုံးမင်းစိစိတ်ဖြစ်တာလေတင့်တယ်စံပယ်ခြင်းဖြစ်နေရ၏ကိုမှပေါက်တဲ့အမွှေးကမဲနဲ့ရှိရမယ်ကျဲလေးပါလေရှိရမယ်အဲ့တော့ကိုယ့်အနေကိုစဉ်းစားကြည့်ပါဦးမဲနဲ့ကျဲရှိနိုင်လားမရှိနိုင်လားစဉ်းစားကြည့်တချို့ကြားနေပေါ့ကြားနေပါတာမှန်တာပဲဆိုတော့သွားလို့တော့မရဘူးနားလေနော်ဆရာတို့ကဒီဟိုပေါ့နော်ဒီဟာကိုဖတ်ပြီးတဲ့နောက်ပိုင်းမှာပိုးတာအတိတိုးတာတွေကသူတို့ခေတ်သူတို့ခါသူတို့ဘဝမှာတွေ့ကြုံတာကိုရေးခဲ့တာနော်ဆရာတို့ကဒီခေတ်ဒီခါဒီကာလနောက်တွေ့ကြုံတာနေတဲ့သူတို့ခေတ်သူတို့ခါလာနေဟုတ်ချင်မှဟုတ်မှာနားလေနော်အဲ့ဒါမတူနိုင်ဘူးအကျဉ်သူဒီတိမ်မွေးနူးညံ့သောအမွှေးနဲ့ရှင်မှုထိုသူဒီတိမ်မွေးနူးညံ့သူဖြစ်အဲ့အမွှေးကိုလေတိမ်မွေးနူးညံ့သောအမွှေးဆိုတာဘာလဲဆိုတော့ဆရာကဟိုပေါ့နော်ဆရာကရှာဖွေရအောင်ပါနားတယ်နော်အမွှေးတိုင်းကိုဆရာကဒါကျန်တဲ့အမွှေးဒါတော့မကျန်တဲ့အမွှေးဒါတိမ်မွေးသောအမွှေးဒါအလုံးတုတ်တယ်ဆရာတို့သပင်ဆိုတဲ့အလုံးတုတ်တယ်တော့ပေါ့နော်အဲ့လိုပေါ့အဲ့တော့သပင်တော်မသူကနော်သပင်တော်မဆိုလိုချက်ကဆရာတော်ကလလရေကြီးကိုပြောတဲ့ခါမှာဒါဘယ်ကနေလာတာလဲဆိုရှင်နော်ဒါဖုန်ကြီးစာတွေကလာတယ်ကလလရေကြီးကိုပြောတဲ့ခါမှာက
ကလာရေကြီးတတိတီတဲ့အဲ့ရေကြီးလေးကိုပြောတဲ့ခါမှာဘယ်လိုပြောလဲဆိုရှင်မြောက်ကျွန်းသူကြီးသပင်ကိုတဲ့16စိတ်တယ်တဲ့နော်အဲ့ကလာမြောက်ကျွန်းသူရဲ့သပင်ကမြောက်ကျွန်းသူရဲ့သပင်ကတကယ်နူးနူးညံ့ညံ့ပါပါလေးလို့ဆိုထားတယ်နူးညံ့ပါပါလေးဆိုအလွယ်တကူလည်းမပြတ်ထွက်ဘူးပေါ့နော်အဲ့မြောက်ကျွန်းသူရဲ့ဟိုသပင်ကို16စိတ်တော့တစ်စိတ်ကိုယူပြီးတော့အစီတဲ့ကိုနှစ်စီတဲ့ကိုနှစ်ပြီးတော့အချိန်ပေါင်းများစွာခါပြီးတဲ့ခါမှာအဲ့ဒီနော်အဲ့ဒီသပင်ရဲ့16စိတ်ရဲ့သပင်မှာရှိတဲ့သပင်မှာရှိတဲ့နော်အရေးမျှလောက်တာဖြစ်တယ်လို့သူကအဲ့လိုဆိုတာကိုဒါအကျမ်းကအဲ့လိုဖွင့်တာအဲ့တော့မြောက်ကျွန်းသူဆိုတာလည်းရှိအောင်မယ်မြောက်ဆရာတို့ကသဘူဒီယာတောင်ကျွန်းလက်ရနမိတ်ကျွန်းဆရာတို့ကရှင်းတော့ဘာလဲပြောလဲဆိုရင်ဆရာတို့ကမြင့်မို့တောင်ကြီးရှိတယ်ဘာတောင်ရှိလဲမြင့်မို့တောင်ရှိတယ်မြင့်မို့တောင်ရှိတယ်မြင့်မို့တောင်မှာအရှိကျွန်းအနောက်ကျွန်းနော်တောင်ကျွန်းမြောက်ကျွန်းဆိုရှိတယ်မြောက်ကျွန်းသူတဲ့မြောက်ကျွန်းသူကိုဘယ်ထဲမှာတွေ့လိုက်ရလဲဆိုရှင်တော့ဆရာဟောပါတော့တထေးကြီး၄ဦးရှိတယ်ဇောတိကဆိုတဲ့တထေးကြီးဇောတိကတထေးကြီးကသူညားတာမြောက်ကျွန်းသူနဲ့ညားတယ်ကြောက်လားမသိဘူးမြောက်ကျွန်းသူနဲ့ညားတယ်တဲ့မြောက်ကျွန်းသူနဲ့ညားတယ်အဲ့တော့ငကိုတော့သူနေထိုင်မဲ့နေရအမှိုက်ပုံကြီးတဲ့နတ်တို့ရဲ့ဟွာနော်ဆောက်လိုက်တဲ့ခါမှာသူကအဲ့မှာနော်သူ့ရဲ့အိမ်ကြီးဖြစ်လာတယ်ပေါ့နော်ဒီအမှိုက်တွေဘာလို့ဖြစ်ဆိုတော့ငကိုတွေကဇောတိကရဲ့အိမ်ဖြစ်မနေရအမှိုက်တွေရှိလိုက်တဲ့အတွက်ဘယ်သူမှမရှိဘူးပေါ့နော်အဲ့မှာတကိုးတွေနဲ့လှုပ်လိုက်တဲ့ကအမှိုက်ပုံရှင်းမတော့ဇောတိကရဲ့အိမ်ဖြစ်လာတယ်ဇောတိကမြောက်ကျွန်းသူနဲ့အိမ်တော်ကြတယ်တဲ့မြောက်ကျွန်းသူကဒီလိုနေနဲ့မနေနိုင်ဘူးသူကအယောင်ဆိုရှင်သူကဘာယောင်တွေနဲ့ပဲနေထိုင်လဲဆိုရှင်တော့သူကဒီကြောက်တံပရမများတွေကအယောင်တွေပဲသူကနေထိုင်နိုင်တယ်တဲ့နောက်ပြီးတော့လူငွေသူကမရှူနိုင်ဘူးလူငွေတွေများလာရှင်သူကမျက်ရည်ကျတယ်ပေါ့ဒါမြောက်ကျွန်းသူကမျက်ရည်ကျတယ်တဲ့အဲ့တော့ဇာတတက်ကသူကမြောက်ကျွန်းသူကိုတွေ့ကျင်တယ်သူကသူ့အဖေကိုဟိုကလုတ်ပြီးတဲ့နောက်ပိုင်းမှာမြောက်ကျွန်းသူကိုတွေ့ကျင်တဲ့အခါသွားတဲ့ကဟိုအစားတော့ဗိမတာရပေါ့နော်ဗိမတာရမြောက်ကျွန်းသူကိုသူကတွေ့ကျင်တဲ့ကွာသူသွားတယ်အဲ့မှာအစားတတပါလာတယ်ဟိုကြတဲ့ခါကျတော့မူးမတ်ဘူပါတွေအတွက်ထမင်းချက်ထားတယ်အဲ့ဒါတလေးစပါးလေးလုံးချက်ထားတယ်လာတဲ့ခါကျတော့မြောက်ကျွန်းသူတွေ့ချင်တယ်မြောက်ကျွန်းသူသွားတွေ့တဲ့ခါမြောက်ကျွန်းသူသွားတွေ့လိုက်တဲ့ခါကျတော့မြောက်ကျွန်းသူကမျက်ရည်ဖြတ်ပြင်ကြတယ်ဟာမင်းရဲ့တဲ့ဇနီးတွေရတယ်သူ့ဥစ္စာပစ္စည်းတွေယူมาကြောက်လို့တဲ့မျက်ရည်ဖြတ်မြမဟုတ်ဘူးတဲ့လူတွေရဲ့အပူကို तू မခံနိုင်ဘူးတဲ့ဒါကြတော့ဒီဟိုကကြောက်ရောဆရာတို့ကနော်ဒီဘယ်သူလဲဆိုတော့ဇောတိကတထိတ်ကြဇောတိကဆိုတော့ तू ပါရမီဖြည့်ပဲဆရာဟိုတင်းကပြောတယ်ပါရမီဖြည့်ဖက်တယ်တယောက်ကနန်နေလေနန်နေမထင်ရဘူးဟုတ်လားနော်ဒါပါရမီဖြည့်ဘက်ကိုခေါ်တာဖြစ်လို့ပါဆိုတော့ဒါနဲ့အဲ့ရွှေရစိတ်လေးကိုအဇာဇတက်ကလိုချင်တာသူကအဲ့ပစ္စည်းတွေယူมาထင်ပြီးတော့သူကဟိုပေါ့နော်ငိုတယ်လို့ထင်နေကြတာနောက်တစ်ခါကျသူတို့ကျွေးတဲ့ခါကျတလေးစပါးသူတို့ပါတဲ့ရဲမဲ့ဘူပါတွေအားလုံးကျွတလေးစပါးလေးလုံးနဲ့ချက်ထားတဲ့ခါကျနှစ်မျောတုံတူတယ်လို့အဲ့လိုထင်တယ်မဟုတ်ပါဘူးရှင်ဖျားတဲ့တလေးစပါးကအများကြီးစားလို့အများကြီးအစာမကြည့်ဖြစ်မယ်တဲ့အစာမကြည့်ဘဲနဲ့သူကဒါဟိုပေါ့နော်ယောဂဖြစ်ပြီးသိနိုင်တယ်ဆိုလို့သူဆိုတာတလေးစပါးဆိုတာကနည်းနည်းလေးစားတာနဲ့အာဟာရပြည့်တာပေါ့နော်ဒီလိုဆိုထားတယ်ဒါမြောက်ကျွန်းသူပေါ့နော်အဲ့ဒါဒီလိုဆရာတို့ရဲ့နော်ဆရာတို့ရဲ့ဒီမြန်မာနိုင်ငံကသဘူးလက်ရနော်တောင်ကျွန်းဩဝါနမိတ်ထုံးဆိုနမိတ်တွေနဲ့တွားတယ်နော်ဒါပေမဲ့မြောက်ကျွန်းဆရာလိုက်ရှာတော့တွေ့လာဆိုမြောက်ကျွန်းကိုဘယ်လိုအတိတ်ပဲဖွင့်ရဲဆိုမြောက်ကျွန်းဆိုတာအမေရိကန်နိုင်ငံဖြစ်နိုင်တယ်ဒါဒီလိုဖွင့်တာဟုတ်နော်ဒီလိုနောက်ဟိုကထင်ကြီးပေးကြတာဟုတ်အဲ့တော့အဲ့လိုပဲဟိုရှိကြတာပေါ့ဒါပေမဲ့မြစ်ပေါ်တော်ကြီးကိုဘယ်မှာရှိလဲဆိုလိုက်ရှာတော့လည်းမတွေ့နိုင်ဘူးတကယ်တော့လည်းမြစ်မို့တန်းကနော်မတွေ့နိုင်ပါဘူးလူတာမန်တို့ရဲ့မျက်လုံးဖြင့်မမြင်နိုင်တော့အရာလို့ပြောပါတယ်ဟုတ်ပြီနော်အကျဉ်သူဒီတိမ်ဝဲနူးညံ့သောအမွှေးတွေရှင်မှုထိုးသူဒီတိမ်ဝဲနူးညံ့သူဖြစ်အံ့ဒါအမွှေးရဲ့အကြောင်းကိုဆရာလေ့လာအောင်မယ်အဲ့ဒါသပင်လုတ်တဲ့သူတွေနဲ့ဆရာတို့ကနော်ပေါင်းဖော်မှုလို့ရှင်တော့ဒါ
မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ပေါ့နော်အကျဉ်သူဒီများသောသောအမွှေးတို့ဖြင့်တစ်ခက်နဲ့ရှင်မှုထိုသူဒီပညာရှင်အားတဲ့အကျဉ်သူများသောသောအမွှေးတို့ဖြင့်တစ်ခက်နဲ့ရှင်မှုထိုသူဒီပညာရှင်အဲ့တော့ရှေ့တော့မြန်မာပြည်မှာအမွှေးအရှိတွေပေါက်တဲ့မြန်မာတိုင်းသားတွေရှိတယ်ဒီကုလုံးအမွှေးတွေနဲ့လူပဲဆိုအမွှေးတွေနဲ့နောက်တော့အိုက်ကောင်တွေကိုဘာလို့လဲဆိုအဲ့ဒါတွေကိုခေါ်ပြီးတော့အမေရိကန်မှာသွားပြီးတော့သူကဟိုကြပြီးတော့စားတာနော်ပြစားဒါပေမဲ့အဲ့ကတယောက်ကအမေရိကန်လူနဲ့များတာပဲနော်အဲ့လိုတော့ရှိတယ်အကျဉ်းသူများတော့အမှုလို့တစ်ခက်နဲ့ရှင်တို့ဆိုထိုးသူတွေပညာရှိဖြစ်အောင်ဆိုတော့စဉ်းစားကြပါဒီအမွေးပေါက်တာတွေကနော်အကျဉ်းသူမှွေးခြင်းဒီကိုအင်္ဂါနဲ့အစုလိုက်အခိုင်ပြုတ်ကြလို့တဏှာနဲ့ပေါက်တည်ရှိတော့ထိုးသူတွေတရားရှင်ဖြစ်အောင်တထေးတဲ့ကျွဲဖြစ်အောင်တခါလေးကျတချို့အမွေးတွေကတဏှာမှာစွပေါက်တာတွေရှိတယ်ပေါ့ဥပမာဆိုဝင်းကသူ့နားလေးမှာတဏှာမှာမပေါက်လားစုမပေါက်လားပေါက်တယ်ဒါသူ့အမွှေးလေးရတယ်အဲ့လိုပေါက်တော့ဒါလည်းခန္ဓာကိုယ်ပေါ်မှာပြောတာပေါ့နော်အကျေယောက်ျားဒီမင်းဖြစ်မဲ့သူဖြစ်အောင်ထိုသူကိုအင်္ဂါနဲ့မွေးညင်းသည်တပန်းစီအတိချပေါက်ရောက်ရမင်းဖြစ်မဲ့သူရတော့အဲ့လိုအဆုလိုက်ပြောတယ်မပေါက်ဘူးတဲ့အဆုလိုက်ပြောနေပေါက်တယ်ဒနာရှင်တို့တတိတို့ဖြစ်မဲ့မင်းဖြစ်မဲ့သူကသူ့နေရာနဲ့သူနေရာပဲပေါက်တယ်ပေါ့ညီပေါက်တယ်လို့ဆိုတယ်တပန်းစီအတိချပေါက်ဤပညာရှိဖြစ်မဲ့သူဒနာရှင်ဖြစ်မဲ့သူဤမွေးညင်းသည်တဏှာနဲ့နှစ်ပင်စီဒါအခုလိုက်ပြောလို့နော်ပေါ့ဤနော်နှစ်ပင်တဏှာနဲ့နှစ်ပင်စီပေါ့ရောက်တာဤနီးကစပြည့်ဆင်းရဲမိသူဟောနှစ်ပင်ထိရတော့ကိစ္စမျိုးဆင်းရဲမိသူလူဘာလာလူအန္ဒသူရုပ်မှာတို့မှွေးနေသည်၃ပင်၄ပင်စရှိလို့ဖြင့်ကဲလို့သာပေါ့ရောက်တတ်သူခုသိရ၏အဲ့ဒါအမွှေးတွေစုပြုံပေါက်တာဆရာတို့တော့တိတ်တော့မတွေ့ဘူးဘယ်မှာပဲတွေ့ဘူးလဲဆိုရှင်တော့ဒါဒီဟိုတချို့မိန်းကလေးတွေတော့မှနော်မှွေကြီးပါလို့မှဲ့ထွက်တဲ့အမွှေးရနော်သူတို့လည်း၃လေးမွေးသွားရှင်းနေအောင်တွေ့ရတယ်ဟုတ်လားနော်အဲ့လိုတွေ့ရတယ်အကျဉ်သူဒီမှွေးခြင်းပေါက်ရောက်ခြင်းနဲ့ကင်းသည်ဖြစ်အောင်နော်ခန္ဓာကိုယ်ကမှွေးခြင်းဖြစ်အောင်ဒါမှနဲသည်ဖြစ်အောင်ထိုးသူသည်ယတိယဟန်စသောသူတော်ကောင်းဖြစ်အောင်ဆရာတို့ရဲ့ဒီအထူးဆရာတို့ခန္ဓာကိုယ်ရှိတဲ့မှွေးခြင်းအိတ်ကလေးတွေကနေတော့ဘာထွက်တယ်ဆိုချွေးထွက်တာနော်သူကမလဆိုတဲ့အညစ်အကြေးတွေကစွန့်ထုတ်တဲ့နေရာတွေပဲနော်မှွေးခြင်းပေါက်တယ်နော်ဆရာတို့ကဘယ်နေရာမှာဆရာတို့တွေ့ရတယ်ဆရာတို့ကအရင်ကရေကူးတယ်ရေတအားကူးတယ်ရေကူးတဲ့ခါမှာရေကူးတဲ့ဆရာတို့ကချွေးထွက်တာပဲဆိုတော့ရေကူးလဲပါလေပွင့်တော့ချွေးထွက်မှဟာထွက်တာထွက်တဲ့ခါကျရေထဲမှာကြည့်လိုက်တော့မှတော့ဘာလေးတွေရှိလဲဆိုရင်ဒီဟိုဘောခန္ဓာကိုယ်မှာချွေးပေါက်ကလေးတွေတန့်မြင်နေရတယ်ချွေးလေးထွက်နေတာမြင်ရတယ်ဒါကဘာလဲဆိုရှင်နော်ရေကူးလေချွေးရထွက်တာပဲချွေးရဘာလဲတားလှုပ်ရှားရင်ပူရင်မထွက်ဘူးလားထွက်တာပဲနော်သူက energy အများကြီးသုံးတဲ့ကောင်မှာထွက်တာပဲအကျဉ်သူဒီကြီးသောတုတ်သော6တွေ့ကျန်သောမှွင်းကြီးရှိသည်ဖြစ်အံ့ထို့သူဒီအမျိုးအစားအားဖြင့်ယုံညံ့သူဖြစ်အံ့ယုံညံ့နော်သူဖြစ်အံ့အဲ့လိုဆိုတာယုံနေသူဖြစ်အံ့ယုံညံ့သူဖြစ်အံ့ဆိုတော့အများသောဖြင့်ခန္ဓာကိုယ်မှွင်းခြင်းမှာအမွှေးများထွက်တာတော့နိုင်ငံသားတွေနောက်လည်းကလားတွေအဲ့လိုမထွက်ဘူးလားထွက်တယ်နော်တချို့ဆိုရှင်ရုပ်ရှင်ဇာတ်ကားတွေထဲမှာလည်းဆက်လို့ပါတယ်ပေါ့နော်ဘာဟုဘာလီလို့ဘာလို့ထဲမှာတချို့ကလားကြီးတွေဆိုရင်ဘက်မှာအမွှေးတွေနဲ့သူတို့ကြည့်လိုက်တော့လူဝင်ကြီးတွေကြားဟုတ်လားနော်အဲ့လိုတွေရှိတယ်အဲ့ဒါကြောင့်မကောင်းတဲ့နေရာကရိုက်တာပေါ့ဒီတော့အချင်းသူဒီမြောက်ဤမှွင်းချင်းကဲ့သို့ပေါက်ရောက်ခြင်းရှိမှုထို့သူဒီကောက်ဖြစ်ဆင်းလဲတတ်တာတို့ဖြစ်၏ဒါမြောက်ကြတော့အစင်းလိုက်ပေါက်တာမြောက်ကဘာလဲသူတို့ရဲ့အမှုတွေကတော့အစင်းလိုက်မရှိလားရှိတယ်နော်သူကကောင်းခလို့ရတယ်အစင်းလိုက်ရှိတယ်အချင်းသူဒီအဖျားပြတ်တော့ကွဲတော့မှွင်းချင်းရှိမှုထို့သူဒီဆင်းရဲနံပါတ်တို့ဖြစ်ဆရာတို့ကမိန်းကလေးတွေရဲ့နော်စပင်းတွေပေါ့ယောက်ျားလေးတွေညှက်ပလိုက်တော့တိတ်မသိတာဘူးမိန်းကလေးတွေကစပင်းရှည်ထားလို့ရှိရင်အဖျားမှာအဖတွေဖြစ်တယ်ကွဲလာတာတွေရှိတယ်ဒါမိန်းကလေးတွေသိတယ်အဲ့ဒါဆိုရှင်တော့စပင်းညှက်ဆိုင်တော့ညှက်ပြရနော်အဲ့လိုတော့ဒါမှဖြစ်ကြလို့ရှင်နော်ဒါအချင်းသူကြီးအဖျားပြတ်တော့ဒါပွင့်ညုံပြောတာကွဲတော့ပွင့်ညင်ရှိမှုထို့သူဒီစင်းရဲ့နံပါတ်တွေဖြစ်အောင်နဲ့ရှိတော့ရှာပေါက်ကိုသူတို့ကနော်လှုပ်ထားတဲ့ဟာတွေပေါ့နော်ဒါတွေကမှားလားဆိုတော့လေလက်စီမဆုံးဖြတ်နိုင်တာဘုဒ္ဓရဖြစ်တင်တာနားလေနော်ဒါပေမဲ့တချို့ဟာတွေကြာ research တော့မှလေရှိတယ်နော်ဖွားတွေဆိုရင်နော် research လုပ်အောင်သူကစစ်မြင်းကောင်းတွေနော်လက္ခဏာကိုပြတာဒူးကောင်းကိုပြောတချို့ဆိုဒူးကောင်းကြီးကခေါ်ထွက်နေတာတခုကျဒူးကောင်းကိုပြည့်ဖြိုးနေတာ
ဟုတ်လားနော်တချို့ကမိန်းကလေးတွေဆိုလို့ရှိရင်ဟိုမှာဆရာတို့ကဟိုဒီဟိုဆက်မဲဆက်ကြောက်တာလို့နောက်တစ်ခါ Miss Universe ပေါ့နော် Miss Universe ရှိတယ်နောက်တော့မြန်မာနိုင်ငံမှာဆိုရှင်နော်မဲမြန်မာလားဟုတ်လားနောက်ပြီးအပြီးပြီးပေါ့နော်ပြင်နာတွေမရှိလားဆက်ဆက်ဆိုအဲ့ဒီမှာတွားကြည့်တချို့ဒူကောင်းမဲနေတယ်နော်ဒူမဲကြီးတွေအဲ့တော့အဲ့ဒူမဲကြီးနဲ့တွားပြီးတက်ပြိုင်တာမကင်မနဲ့တချို့လည်းပြောဒူရမဲနဲ့တွားမပြိုင်နဲ့အဲ့တော့အဲ့ဒါတွေနဲ့ပတ်သက်လို့အလားပအချိုးစားတွေနဲ့ဆိုရှင်ရှေ့ကဘယ်သူလဲတိုင်တွေကတွားပြီးတော့ကြည့်ရတာအဲ့မိန်းကလေးတွေပြိုင်မဲဘူးတန်းကတွားကြည့်တန်းယောက်ျားတွေကြည့်ပဲဟုတ်လားနော်တန်းယောက်ျားဆရာဟိုတလောကမိန်းကလေးတွေလာသေးတယ်ဆရာတို့စီသူကဟိုပေါ့နော်ဟိုဖြည့်မှာပေါ့နေပါဦးဟိုလေးမဲဖြည့်မှာလေးမဲဖြည့်မှာဘူးလေးမဲဖြည့်ပြီးတော့သူကရေကူးတာကိုဝိုင်းတော့အပြည့်ဖြတ်တယ်ရေကူးတာဘီကနီဝစ်စုံလေးနဲ့ရေကူးတယ်အဲ့ဒါကိုလာတော့အဲ့ဒီခုနဒီလေရင်အဲ့တော့ဒါရိုက်တာကြီးပါလို့ညာဆိုလာတော့သူကကြည့်တာအပြည့်ဖြတ်နေတယ်ဆိုလိုချက်ကတူးတဲ့သဘောကတော့အကဲရေပြတ်သွားလို့ရေထဲရောက်သွားရင်ရေကူးတယ်မတတ်ဒါတွေကဟိုလောက်တာဟုတ်တော်ပြီကရေကူးတတ်တယ်မကတ်တယ်ဆိုတာဟောပေါ့နော်နည်းနည်းလေးတယောက်နှစ်ယောက်ကဟောပေါ့နော်ရေကူးဆရာရဲ့သင်္นานသင်လက်မှတ်တို့ဘာလို့ညာလို့ဒါရှိရင်ဒါမပြီးလားပြီးတာပဲတူတော့တော့ညီတို့ဘယ်လိုလုပ်တော့ရေကူးလို့အဲ့ကျတော့ဆရာတော့သင်္นานသွားတက်ရတာဟိုရန်ကုန်ကကလေးမကြီးကြတော့ဘာပုတ်ကိုင်းရေကူးကန်တော့သင်္นานတက်ရတာတဲ့တပတ်လောက်ဆိုတတ်တယ်မှာပဲဆရာတို့လည်းဟိုမှာရေကူးမှလည်းဆရာတို့တော့မှရေကူးကန်မင်းပြပါလေရေကူးကန်အဲ့ရေကူးမနေ့ပိုင်းရေကူးတင်ပေးနေတယ်ညနေပိုင်းလည်းရေကူးတင်ပေးနေကြတယ်နော်အဲ့တော့ရေကြောင်းကြသွားပြီးရေကူးကလာကြည့်တော့ယောက်ျားတွေလူကြီးတွေလာကြည့်တာမိန်းမတွေကြောက်မှမပေါ့ဘူး။ဒါလည်းပုံပါပဲဆိုတော့ဆရာတို့ကဒီလိုပဲနေရတာနော်။အဲ့တော့အရှင်လူကြီးဒုမစစ်မြင်းကောင်းဒီစင်ကဲ့သို့မြင်းကောင်းရှိအားဟောစင်ကြတော့ပြည့်ဖြိုးရှိလားစင်ကပြည့်ဖြိုးရှိတယ်နော်။ထိုယောက်ျားဒီပစ္စည်းဥစ္စာနော်ရှိဖြစ်လက်တန်းဟောဆရာတို့ဥပမာဆိုကြလို့မြင်းတွေနွားတွေနဲ့မြင်းတို့နွားတဲ့တခြားပြက်ကခွေးတွေနဲ့စင်ကတော့မတူနော်စင်ကဘာလဲဆိုရှေ့မှာတော့နောက်ကလည်းဆရာတို့တူရှေ့ကလည်းဆရာတို့ကဟိုလို့ပေါ့နော်ဆရာတို့ကညှို့လို့ရတယ်မရဘူးလားခွေးတွေကတော့အဲ့လိုမဟုတ်ခွေးတွေကတော့ဆရာတို့လိုဟာမဟုတ်ဘူးသူကနောက်ကိုပြန်တော့လမ်းနေတာဟုတ်လားနော်အဲ့လိုဆိုထားတယ်သွားကြည့်ခွေးတွေလက်ပေါ့ခွေးတွေလက်သွားကြည့်နော်အကျွန်တော်ဒုစမြင်းကောင်းဒီကြီးချင်းရှိတာထို့ယောက်ျားတွေမင်းဖြစ်နော်ကြီးတယ်ခုနပြည့်တယ်ပြည့်လို့ရှင်ဘာဖြစ်လဲဆိုပစ္စည်းဥစ္စာရှိမယ်ဒူကောင်းကြီးလို့ရှင်တော့ဘာဖြစ်လဲဆိုမင်းဖြစ်မယ်အချင်းရောက်ရဒုစမြင်းကောင်းဒီနော်နေအမြုပ်ကတော့အဆက်ရှိမှုဝါအဆက်အဆက်မထင်ရှားသည်ဖြစ်အောင်ထို့ယောက်ျားဒီအသက်တရားရှိလက်တန်းအဲ့တော့ဆရာတို့သွားကြည့်တဲ့ကတော့ဒုစမြင်းကောင်းကနော်ဒါအတွင်းထဲမှာမြုပ်နေတယ်ပေါ့နော်မြုပ်နေတယ်ပေါ့နှိပ်ထားလို့မြုပ်နေတယ်အဆက်ရှိမှုကအဆက်ဆက်မရှိဆက်ဆက်မထင်ရှားတဲ့ပြထိုးယောက်ျားတွေအသက်တရားရှိလက်တန်းအဲ့တော့အသက်တရားရှိတဲ့လူဆိုရင်ရှာအောင်မှာဆရာတော်ဟိုမှာလက်ခဏတောင်းလို့ရိုက်တော့သူတော့ဟိုတလုံးသားဆရာတော်တော့သုံးသပ်ရှာပြီးတဲ့ဒီကအသက်ရာတော့ရှိတာဟိုတောင်းတမန်တော့ဆရာတော်ကတောင်းဖို့မျိုးရိုက်ထားတာရှိတယ်ဒီတော့ပို့တယ်ဆိုတော့သင်ပြပါအဲ့တော့ဘာကြီးဒူးကြတာမှာတော့သူကအတက်ရတော့ရှိတဲ့လူတွေကခပ်ပိတ်ပိတ်ပါးပါးနေတယ်နော်ပိတ်ပိတ်ပါးတော့ဟိုတုတ်တုတ်ထဲတယ်ပိတ်ပိတ်ပါးပါးနေတယ်အဲ့တော့သူတရားကျော်တဲ့နေရာဆိုဆရာကြီးဟိုဆရာတို့တောင်းတယ်မှာပေါ့နော်ဟိုအနောက်ပေါက်ဒီမင်းကအနောက်ပေါက်ကနေတော့အဲ့ဒီဘုဘကဟိုကြည်ဒီမို့လို့ဖက်တယ်သူကလက်ဖက်တော့တောက်တော့ဆရာသူကဟိုတရားကြတော့ဆရာဟိုဝေးနေဆရာဖြစ်တယ်ကြော်ထူးလိုက်တော့သူကမကြည့်နိုင်ဘူးသူမကြည့်တတ်ဆိုဘယ်လိုလဲဆိုသူကဒီတောင်းတော့တမိုင်းရချင်းကသူကဒီလိုရှိရဲဆိုတော့ရေးထားတာလေးသူကကွန်ပျူတာစာစီစာရက်ကမှရေးထားတယ်အဲ့ဒါလေးကိုသူကဒီလေးလိုက်ဆက်ပြန်ပြီးတယ်အဲ့တော့ဆရာကျော်ထူးတဲ့သူတော့ဆရာဒါလည်းကျွန်တော်ကတီးပြီးသားဘယ်ဆောင်တဲ့ရှာရရတယ်ဘာလို့ရရတယ်ဆိုတော့ကျော်ထူးတဲ့သူမကြိုက်တော့ဘူးသူကကြိုက်ဆက်စီလာတော့သူ့ဟာလေးနုံဖတ်ပါလေးကခေါက်ရိုးတူးလေးနဲ့ဆရာကလာတော့ဘာကြီးတော်တော်လေးလာထားတာပဲဆရာကပြောတာပေါ့တော်တော်လေးလာထားပဲသူကရှင်းလူကြီးတွေသူ့ဆရာကအများကြီး
ဘူးလားအာတော်လေးထားတာပဲဘာကြီးဟာလေးကျွန်တော်မိတ်တူကူညီနေတယ်အာမယူနဲ့တယ်မိသားလေးယူထားဆိုဆရာအဲ့ဒါနဲ့ဆရာသူ့လာတယ်စလိတာအားတော့တာအတတရားပြောတာဆရာစလိကတားတော့တယ်လာလိုက်တဲ့ဒီတမဟိုကြည်စံနေတော့ပြူးတယ်ဆိုတော့ရှိတာအဲ့တော့အဲ့ဒါနဲ့ဆရာအဲ့ဒါသူ့ကိုလက်ဖက်ကိုစလိကိုအမြဲတမ်းပေးတာဘာကြီးလာလို့ရှိရင်ဘာကြီးခက်ဆိုင်အောင်ဆိုတော့ဒီတစ်ခေါက်တော့ပေးလိုက်ရင်သူကရနေတဲ့ကိစ္စကိုအဲ့တော့လက်ဖက်လေးတောင်းနေရတယ်ဟိုကစလိလေးတောင်းဆရာအမြဲတမ်းပေးနေတာသူကကြော်ထူးလိုက်တော့မကျေနပ်ဘူးလားလာလိုက်တော့ပြောတာဒါဆရာတော့ဗာလဲဆိုတော့အဲ့လိုမပြောဆရာတော့လူကြီးသူ့ဆရာကသူကဘူဒုတာဒီတောင်တမနယ်နဲ့ပတ်သက်ဘူဒုတာလည်းအများကြီးရတယ်ဆရာမေးတာပေါ့နော်အဲ့လိုမေးတယ်သူကလည်းဖြည့်ပေးပါတယ်ဖြည့်ပေးနဲ့သူကတရားပြောနောက်2နှစ်လောက်နေကြသူနည်းနည်းလေးလွတ်သွားတယ်အရင်တော့104နှစ်လောက်အားပဲဆရာဘာကြီးရတယ်အခုမှ120ရှိပါပြီကွာဟောအဲ့တော့နည်းနည်းလွတ်လာပြီကွာတိတ်မှတ်မိတော့ပေါ့နော်မှတ်မိတဲ့ဒီလေးရောက်တာဩငါဘာကြီးငါတော့မှတ်မိတယ်သူ့အသက်တွေသူတိတ်မှတ်မိတော့ပေါ့နော်အဲ့တော့ဆရာအဲ့တော့ဘာကြီးမို့ဆိုတာရှိတယ်ဘာကြီးမို့လို့အဲ့ဒီကိုသူ့နာမည်လို့အဲ့ဘာကြီးနာမည်မေးတယ်ဘာကြီးကဟိုဖြစ်ပြီလားဟိုအသက်တရားကျော်လဲဆိုတော့ဟုတ်လားဆိုဟုတ်တယ်တဲ့ဆရာကျော်တော့တယ်တဲ့သူအဲ့လိုပြောဒါမဲ့ဘာကြီးကနှုတ်တယ်ဘာကြီးကနည်းနည်းလေးဘာကြီးဟိုခုနအသက်တရားကျော်ရှိတယ်ဘာကြီးနဲ့ရှင်းလဲရှင်းဘာကြီးကနည်းနည်းပြင့်တယ်လို့ပဲဟာဟုတ်တယ်တဲ့ငါတို့သူအသက်40လောက်ကငါတို့ကဟိုဝက်ရှိသေးတယ်ပေါ့ဖုံးကြောင်းသားရှိသေးတာ။ဩအေးဖုံးမှာပဲဆိုတော့ဟုတ်လေ။သူစင်းချင်းမေးရတာပေါ့။ဟုတ်တယ်လားမဟုတ်တာမေးရတာပေါ့။အဲ့တော့အချင်းယောက်ျားဒုပစိတ်ကောင်းပြီးလွန်စွာနှိမ့်ချခြင်းနှိမ့်လျှောခြင်းရှိတော့ရှိအံထိုယောက်ျားတွေမိမ့်မိုက်အလိုနိုင်ငံတို့လိုက်တတ်အံမိမ့်မိုက်အလိုကိုနိုင်လာပြီးဖြစ်အံဒါဆိုရင်ကိုတိအသွားကြည့်ရမှာ။ဟုတ်ပါသွားကြည့်ရမှာမိမချစ်တယ်ဆိုတော့သွားကြည့်ရမယ်အဲ့ဒါဟိုကျွတ်နေအောင်တော့ကြော်လိုက်ပါတော့ဟလားဒီမင်းကပြောကမင်းဟိုစလာတဲ့ဟာတော့မင်းကလေးကိုပြောတာအဲ့ဒါလင်ကိုဟိုပေါ့နော်ခံမပြောနဲ့ပေါ့သူကအဲ့ဒါနင်အခုတဲ့ဟိုဟာကိုတဲ့နတ်ပြည်ကိုနော်ငါပြောတဲ့စကားတိုင်းလိုက်နာလို့ရှိရင်နတ်ပြည်ကိုပို့ပေးမယ်အခုငရဲပြည်မှာရောက်နေပြီအဲ့တော့ဘာလိုက်နာရလဲဆိုယောက်ျားကိုယောက်ျားကိုခံမပြောနဲ့တဲ့အဲ့တော့ဆိုဟောကသူကပြောတယ်ကျွတ်နေအောင်လားကြော်လိုက်ပါတော့ခံပြောမှာပဲဆိုတဲ့သဘောပေါ့နော်အဲ့ဒါအချင်းယောက်ျားကြီးဒုပစိတ်ကောင်းဒီလာပြည့်ဝန်းတဲ့တူတော့ဝန်းဝိုင်းခြင်းကြီးခြင်းရှိတော့ဟောလာပြည့်ဝန်းတယ်လေတူတယ်ဝန်းဝိုင်းခြင်းကြီးခြင်းရှိတော့ထို့ယောက်ျားဒီမင်းဖြစ်အံအဲ့တော့ဒူးကြီးတဲ့လူပေါ့နော်ဒူးကြီးတဲ့လူဝိုင်းဝိုင်းနဲ့တော့ရှိအရင်ယောက်ျားကြီးဒုပစစ်မြင်းကောင်းတွေရှေ့လျားခြင်းရှိတော့ထို့သူဒီအသက်ရှိအံဒါရှေ့တော့ကအတော်ကြည့်တာဒူးပေါ့နော်ဒါကြောင့်ဥကောင်းတုံးလုံးရှိသူကိုဟလာဘာစိကဘာဆိုရှင်သူကထိုင်လိုက်ရှေ့လူကြီးတဲ့ထိုင်လိုက်ရှင်ဒီပစိုးဟိုလိုကြီးမလို့တူပဲဆိုတော့သူကထိုင်လိုက်တာနဲ့ဖင်ထိုင်လိုက်တဲ့ဒူကောင်းတစ်ခုကထောင်နေတယ်အဲ့ဒူးတစ်လုံးကြီးတွေကနော်တစ်လုံးမြင်းကောင်းကြီးကကြီးတယ်ပေါ့သူကလည်းအသက်ကြီးလာပြီဆိုတော့သူ့ရဲ့မျက်နှာကျလာပြီဟိုမျက်နှာရှည်တဲ့လူတွေဆိုလို့ရှိရင်တော့ပိုသေးသွားတာပေါ့နော်ကျလာပြီဆိုရှင်အဲ့ရခေါင်းသုံးလုံးရှိတဲ့ကဲတော့ဖြစ်ဘူးလားဖြစ်လာတယ်ဒါကြောင့်ခေါင်းသုံးလုံးရှိသူကိုစိကပ်ပါဘာကြောင့်စိကပ်လဲဆိုတော့သူတို့ဆရာနေတော့တဆင့်စကားပေါ့နော်တဆင့်မကြောက်လားဥပမာဆိုမျိုးနေယုံဆိုလို့ရှိရင်ဘယ်ပြုံဘယ်ကုန်ပစ္စည်းတွေရှားတတ်တာပြောလိုက်ကြအဲ့ဒါလေးတော့မှတ်သားထားတယ်ဟောဟုတ်လားအဲ့ရှားတာတချို့သူတို့ကမှတ်မှတ်သားရှိတယ်ဆရာကိုစံကုန်တယ်လို့ရှိရင်တဲ့ဆရာတဲ့ဆရာကိုကျွန်တော်ကတစ်နှစ်ဟိုးရင်တော့ပေါ့နော်အခုတော့မဟုတ်တစ်နှစ်မှာကျွန်တော်ဘယ်အချိန်မှာစံတက်မယ်ဆိုတော့ကျွန်တော်ပြောနိုင်တယ်တဲ့ကျွန်တော်တို့ကနှစ်ရှည်လာများလောက်ထားတယ်တချို့ရက်တွေများဆိုရင်ဒီနှစ်လာပြီကျော်3ရက်စံစည်းတက်မယ်ဆိုရင်ဟိုမှာလည်းလာပြီကျော်3နေကြထိုးတက်တာပဲတဲ့ဒါဟိုးရင်တော့ဒီချိန်တော့သွားလို့မရဘူးအဲ့ဒီဟိုပါပေါ့နော်ဟိုကတလွဲဖြစ်နေမှာပေါ့နော်ဒီချိန်ကတလွဲဖြစ်နေမှာနောက်တစ်ခုကြည့်မယ်29အကျဉ်သူဒုပစစ်မြင်းကောင်းဒီကေးသိငယ်ချင်းရှိအံ့ထို့သူဒီတင့်တယ်လှပတော့ရုပ်ဆင်းတဲ့ရှိအံ့ဒုပစစ်တင်ကောင်းသေးတယ်ဆိုလို့ရှင်လေထို့သူတဲ့တင့်တယ်လှပတော့ရုပ်ဆင်းတဲ့ရှိအံ့နော်တင့်တယ်လှပတော့ရုပ်ဆင်းတဲ့ရှိအံ့ကြီးလာနည်းနည်းလေးအဲ့ဒါဆရာတော့ပြင်မဘူးခင်ဗျာဟုတ်လားဟာ 你要评价， ဟမ် 你要评价， ဒါ
ဒါမှသိမပူလို့ထင်တာကဲကြည့်အောင်နောက်တစ်ခါနော်ဆမ်းနာနဲ့ဆိုအချင်းဒုစရမြင်းကောင်းဒီတင်းငယ်ချင်းရှိအံထို့သူဒီတင့်တယ်လှပတော့ရုပ်စင်းတန်ရှိအံအချင်းရောက်ရဒုစရမြင်းကောင်းဒီအသားနဲ့ကင်းရ6တွေ့ချင်းပိန်ပါချင်းရှိမှုထိုယောက်ျားဒီတပါတော့အရတ္တသွားရတေရအံတော့ဆရာဘယ်စစ်ပွဲလဲဆိုဒိန်ဝင်ဘူးစစ်ပွဲလားမသိနော်ဒိန်ဝင်ဘူးစစ်ပွဲဒိန်ဝင်ဘူးစစ်ပွဲဘယ်စစ်ပွဲလဲမသိနော်တော့ဟိုမှာတိုက်တာပေါ့ပြင်တစ်မှာတိုက်တဲ့စစ်ပွဲမှာအဲ့တော့စစ်သားတွေကိုထည့်ထားတာစစ်သားတဲ့အစာရည်စားပြတ်ငတ်တဲ့မျက်နှာလေးချောင်ကြတယ်ဘယ်လိုလုပ်မြအဲ့လိုလူမျိုးတွေရှာရိုက်တော့မလဲဒူးကောင်းကြည့်လိုက်တော့လေဟိုဟာတွေကလိတ်တင်ထားတာလေဒူးကောင်းကြည့်ရတော့ဒူးကောင်းတွေကလည်းအဲ့တော့အယိုးငုံငုံကြီးထွက်နေတာတခါလေးကျတော့အဲ့ရုပ်ရှင်ဒါတွေတော်တယ်အဲ့လိုလူမျိုးတွေရှာရိုက်တာအဲ့ဒါမို့လို့သူက2ယောက်3ယောက်လောက်ပြလိုက်ရင်သူကပြီးတာပဲလေအဲ့လိုရှာရိုက်ထားတာရှိတယ်အသားနဲ့ကင်းကြီး6တွေ့ချင်းပိန်ပါချင်းရှိသူထိုးယောက်ျားတွေတပါတော့အရက်ဒေတာတို့သွားရောက်ရတရားအံဟောဒါလေးဖြစ်ကောင်းဖြစ်နိုင်တယ်အချင်းယောက်ျားဒုပစစ်မြင်းကောင်းဒီအိုးနဲ့တဒံတူမှုထိုးသူဒီဆင်းရဲဒုက္ခနဲ့အမျက်မပြတွေ့ကြုံရအံအိုးနဲ့တူတယ်တဲ့အိုးနဲ့တူတယ်ဆိုတော့အပေါ်ကတေးပြီးတော့အောက်ပိုင်းမှာလည်းကြည်တာပေါ့နော်အဲ့လိုအဝင်းဝိုင်းမညီဘူးလို့ဆိုတာအချင်းသူဒုပစစ်မြင်းကောင်းဒီထန်းသီးနဲ့ပုံတရာနဲ့နော်တူတန်ချင်းရှိအံထိုးသူဒီလောကနဲ့ကြီးစွာသောဆင်းရဲခြင်းတို့ရောက်အံတော့ဒီဟိုပြရတော့ဒုပစလုံးကြီးထက်သီးလုံးကြီးလို့ပေါ့နော်ရှိတယ်အဲ့ဒါကိုတလုံးမြင်းကောင်းလို့အဲ့လိုဆိုထားတာပေါ့နော်အဲ့ဒါဆိုရှင်ဗာလဲဆိုရှင်ဆင်းရဲခြင်းရောက်အကျဉ်သူဒုပစစ်မြင်းကောင်းနှစ်ဖက်သည်အာယုတ်တည်ရှိတော့ဆိုတော့အာယုတ်တည်ဆိုတော့အပေါ်ကိုခန္ဓာကိုယ်မတင်နိုင်ဘူးနော်တချို့ဆိုရှင်ရက်နေရင်းနဲ့ရှေ့ကိုငိုက်သွားတာတွေရှိတယ်ဟုတ်လားနော်ထိုသူဒီတပ်ဖြတ်မှုချုံတော်မျိုးဖြစ်မှုရဲတတ်တော်သူဖြစ်အံအဲ့တော့ဒုစစ်မြင်းကောင်းကနော်အာမရုပ်တည်ရှိတော့အဲ့တော့ဒုစစ်မြင်းကောင်းဆိုတာကဆရာတို့မြင်းကောင်းကလူရဲ့ခန္ဓာကိုယ်ထိန်းတာပဲလိုသလိုရှောက်ကိုလှုပ်ရှားနိုင်အောင်သူအစ်စ်ကလေးတွေထိန်းမိတာအဲ့တော့သူ့ညာတွေဆိုစစ်တယ်ဆရာတို့ကခြေချင်းဝတ်ကအစ်စ်တွေမရှိလားခြေချင်းဝတ်ကလိုသလိုလှည့်လို့ရလို့နော်ဒူးကောင်းမှာလူတို့လှည့်လို့ပေါင်မှာလဲလူတို့လှည့်လို့အစ်စ်ကလေးတွေတော့လှုပ်ပေးထားတယ်ဟုတ်လားနော်အဲ့တော့တဘာလောကကြီးကအကုန်လုံးသူကလှုပ်ပေးပြီးသားပါအဲ့တော့အချင်းသူဒုပစစ်မြင်းကောင်းနှစ်ဖက်သည်အာမရုပ်တည်ရှိတော့ထိုသူသည်တပ်ဖြတ်မှုချုပ်နှောင်မှုဖြင့်မှုဝဲတတ်တော်သူဖြစ်အံအဲ့တော့ဒီလူကလူတွေကိုချုပ်နှောင်မှာတို့တပ်ဖြတ်မှာတို့ဒီလိုလောကမှာကျင့်တတ်တဲ့သူလို့ဖြစ်တယ်လို့ဆိုတယ်အချင်းယောက်ျားဤမြင်းကောင်းပစစ်နှစ်ဖက်သည်အကြီးငယ်မငြိမ်ညွတ်ရှိမှုထိုသူဒီဆင်းရဲဘေရောညာရောပေါ့နော်ဘေရောညာရောနှစ်ဖက်လုံးကိုဆရာတို့ကချက်လုပ်တယ်ပေါ့နော်စစ်ဆေးတယ်ဆိုရှင်ဒါဘာဖြစ်လဲဆိုတော့မငြိမ်ဘူးဆိုရှင်ဒါဆင်းရဲတတ်တယ်တဲ့အချင်းသူမြင်းကောင်းပစစ်ဒီအမေအမြင့်အားဖြင့်မငြိမ်မှုရှိတယ်ထိုသူဒီဆင်းရဲအမေအမြင့်အားလည်းမငြိမ်ဘူးကြောက်တဲ့ဘက်ကိုကြည့်လိုက်ရင်ဒီကောင်းတစ်ဖက်ကမငြိမ်ဘူးဆိုရင်သူလည်းဆင်းရဲတတ်တယ်ဒါတွေကတော့ဖြစ်နိုင်တယ်ရှိတယ်နေသားပေါ့အဲ့တော့ဆရာတို့ကတမုဒိကလက္ခဏာကျမ်းကိုဖတ်ပြီးတော့အဲ့လိုယောက်ျားမျိုးရှာမယ်ဆိုလို့ရှိရင်တော့ဟိုပေါ့နော်မတွေ့နိုင်ဘူးအဲ့တော့ဆရာကြီးစံတင်အောင်ရှိဘူးကဆရာကငယ်တော့ဖတ်တော့နော်1900တော့ဟိုမှာရေးတာဆရာတို့ကဟိုပေါ့နော်1989ကျလက္ခဏာဆရာတို့ကလည်းလိုက်လာတယ်သူ့စာအုပ်ကိုဘယ်မှာသတင်းတော့ရေးတာပေါ့အဲ့တော့ဆရာလည်းအသက်မှာနော်20 ဒီကလောက်ရှိသေးတယ်ရေးတဲ့ခါကျမှသူ့ရဲ့စာအုပ်ထဲမှာချောင်းကိုပြည့်မြစ်ကိုစားဆိုတဲ့စာပေါ့ပေါ့နော်ခေါင်းတင်လေးမှာခေါင်းတင်လေးချောင်းကိုပြည့်မြစ်ကိုစားဒီကိုစားလို့ပြည့်တော့မြစ်ကိုစားအဲ့ဒီမှာကအဲ့ကလေးမနာမည်စန္ဒာမင်းလို့ထင်တာပဲနော်သူကလက္ခဏာတင်လိုက်တာလက္ခဏာကိုတင်လိုက်ပြီးတော့သူယူမဲ့ယောက်ျားပေါ့သူ့ကိုချေးဆွဲယောက်ျားဆိုရှင်သူကလက်ကိုကြည့်တာအဲ့ဒီမှာလက်ကတင်းမုတ်လက်မကြီးတွေ့လိုက်တဲ့ခါမှာ तू ကအဲ့လိုပဲ तू ကဟိုလူတွေကိုစိတ်ဝင်စားအောင်ရေးတာပေါ့တင်းမုတ်လက်မကြီးတွေ့တဲ့ခါမှာ तू ကအဲ့ဒါကိုရှောင်ရတယ်ဆိုတဲ့အကြောင်းဒါနဲ့ तू ကနောက်ရှေးဆိုတဲ့သူကြောက်နေ तू ကလက်ခံစကားပြောတဲ့ခါမှာသူ့လက်ကဘလို့ဖြစ်တဲ့အတွက်နော် तू ကအဲ့ဒါကိုညှင်းဆိုလိုက်တဲ့အကြောင်းဆိုပြီးတော့အဲ့ဒါတွေရေးတာစိတ်ဝင်စားဆရာတို့ဖတ်တာပေါ့အဲ့တော့ဆရာတို့ကကြိုင်လို့ရဲ့အကြောင်းတော့ဆရာတို့ကအင်္ဂလိပ်လိုစဖတ်တာအင်္ဂလိပ်လိုစတော့ကိုကအဲ့လိုလေတားကြီးကောင်းတဲ့သူမဟုတ်ဘူးငယ်လုံးဆိုတော့တိတ်ကောင်းတဲ့သူမဟုတ်ဆိုတော့ဆရာတို့ကဟိုပေါ့
ဒါပိုင်းဒါဖြစ်တတ်တဲ့ဘာပိုင်းဘာဖြစ်တတ်တဲ့ဆိုတာလောက်ကလေးတွေပဲလိုက်ပြီးတော့ဆရာတို့ကကြည့်တဲ့အခါပေါ့ပြီးမှဆရာနောက်ကြပါဆရာက UN hand ကိုဘယ်သူကတော့ဘာသာပြန်လဲဆိုတော့နော်ဟိုပေါ့ဘာသာပြန်ဆရာရှိတယ်နော် तू ကဘာသာပြန်တဲ့စာနှုတ်ပြန်တယ် तू ကဟောစောဆန် UN hand စောဆန်ဘာသာပြန်တယ်စောဆန်ဘာသာပြန်ဖြစ်တဲ့အကြောင်းရင်းလေ तू ရေးထားတယ် तू ကလက္ခဏာတွေပါတယ်တိတ်လို့ယုံကြည်တာမဟုတ်ဘူးယုံကြည်မလို့တော့ तू ကဘာလုပ်လဲဆိုတော့နော် तू ကတဲ့မှာ तू တက္ကသိုလ်ကျောင်းတာတက္ကသိုလ်ကျောင်းတဲ့ body ကဆရာတယောက်နဲ့တွေ့တယ်ဆရာတယောက်ကကဏ္ဍမေတင်ကို तू ကပြောပြတယ်သူ့ကို तू ကလက္ခဏာနဲ့ကဏ္ဍမေဖတ်လိုက်ခဏဒီနှစ်တည်းစာမွေးမအောင်ဘူးတဲ့အကြောင်းမျိုးကြောင့်ခမများဟောပေါ့နော်စာမွေးမဖြစ်တာဖြစ်မယ်ဖြစ်နိုင်မယ်ဆိုရင်ခမများကျမ်းမာကြီးမကောင်းလို့ပဲလို့အဲ့လိုပြောတာအဲ့လိုပြောတဲ့ခါကျ तू ကမယုံဝဲနဲ့နေတာတက္ကသိုလ်ကျောင်းသားပေါ့တက္ကသိုလ်ကျောင်းသားဆိုအဲ့တော့တက္ကသိုလ်ကျောင်းသားအထင်ကြီးကြတယ်မယုံဝဲနေတာ body ကတော့အဲ့ဒါနဲ့တကယ်လဲ तू ကကျမ်းမာကြီးမကောင်းလို့မဖြစ်လိုက်ဘူးအဲ့ဒီမှာ तू ကအဲ့ကြမှာအဲ့ဆရာကြီးနဲ့တွားပေါင်းအဲ့ဆရာကြီးစာအုပ်တယ်အင်္ဂလိပ်လိုဖတ်တာပေါ့ရှင်းတော့ဟိုဗမာပြန်နေမရှိဘူးပေါ့နော်အင်္ဂလိပ်လိုဖတ်မယ် तू ကစောဆန်က UN hand နဲ့ဟိုနှစ်အုပ်ကို तू ဘာသာပြန်လိုက်တာဘာသာပြန်လိုက်တဲ့ခါကျတော့ဆရာတို့ကဘာသာပြန်လိုက်အဲ့စာအုပ်လေးကိုဆရာ80အင်အောင်ကြပြီးမှပြန်အင်အောင်ကြပြီးမှအဲ့ဒါလေးကိုဝယ်လိုက်ရတာငါကတော့ဟိုပေါ့နော်အင်္ဂလိပ်ဟိုပေါ့နော်အင်္ဂလိပ်လိုဟာမျိုးဟိုပေါ့ UN hand ကအင်းဆက်အောင်ဆရာကဆရာကြီးကမစ္စတာဒီဆေးပါသူတို့တော့မိလားမသိတော့ဘူလိုင်းကျောင်းထဲမှာသူအခုချက်ကျောင်းထဲမှာနေတာမစ္စတာဒီဆေးပါစီမာဆိုတော့တွားတင်ရတာဆိုတော့ तू ကလည်းသူ့စာအုပ်လည်းမပေးနိုင်ဘူးလေခဏမင်းရောက်ခဏဖတ်ပြီး2ရက်လောက်ဖတ်ဆိုတော့ तू ကအဲ့လိုပေးတာနောက်ကြတော့ဆရာကအလေးစာအုပ်လူလာတဲ့ခါကျတော့ဟိုဘောဆရာရဲ့ဟိုဘောနော်ဆရာကြီးကအသက်90ကျော်မှ तू ဆုံးသွားတာပေါ့တော့ तू ကအန်တီဗျူတယ်တဲ့နော် तू ကသူ့ရဲ့မိမအန်တီယူတယ်အဲ့ဒီတော့ဆရာတက်သွားတော့ဆရာအဲ့မှာ profession လုပ်နေပြီလုပ်နေတော့ तू profession လုပ်တော့ तू ဝမ်းတာလားသိလား तू ဝမ်းတာလားဆရာ profession လုပ်တယ် तू ဝမ်းတာတော့ तू ကကျွန်တော်အခုအဲ့ဒါနဲ့ तू က view တယ်လို့ခေါ်တော့ဒီမှာရှုံးရင်းလာတယ် तू အဲ့ဒီ profession လုပ်တဲ့ဝမ်းတာလားဟိုကလည်းကြာရှုံးရင်းလာတာဘာစမ်းလို့ဆိုအဲ့တော့ तू ရှုံးရင်းလာတာဘာစမ်းဆို तू ကအရင်တော့အလုပ်သေးပေါ့ဆရာတို့ကလည်းအလုပ်သေးဆရာတို့ကအလုပ်ချိန်အားလို့သွားပြီသူ့မှာတော့ဆရာတို့4နာရီဆိုဆရာတို့ကလွတ်လပ်သွားပြီသူက4နာရီဆို6နာရီ9နာရီခွဲလောက်မှသူကပြန်ရောက်တာသူကဟိုမှာ over time ဆင်းရသေးတယ်အရာရှိတွေဆိုတော့မပြန်ဘူးစနေတွင်းနေဆိုလဲသူကတိတ်မအားလာဘူးဆိုတော့ဆရာတို့ကဆရာတို့အန်တီတို့ယူရီတို့နောက်ဒေးဗစ်တို့ပြီးရတဲ့နဲ့ဒေးဗစ်နောက်တစ်ခါဟိုကောင်ကဟိုပေါ့နော်ဒေးဗစ်ကတည်သွားပြီနော်ဟဲလင်တို့နဲ့အယ်လင်ကခုစင်ကာပူမှာနေတာပေါ့နော်အယ်လင်တို့ဟိုရှိတယ်အခုတော့သူ့ရဲ့ဟိုညီမတွေ2ယောက်ပဲကြံတော့တယ်တဲ့3ယောက်လောက်မှကြံတော့တာအဲ့လိုပေါ့အဲ့တော့ဆရာတို့အဲ့ဒီဟိုပေါ့နော် UN hand ကိုအင်္ဂလိပ်လိုဖတ်တဲ့ခါကျအများကြီးမဖတ်နိုင်ဘူးလေသူကဆရာတခါလေးတော့မသိတာဒီဟိုအန်ကယ်ကြီးကိုမေးရတာပေါ့အန်ကယ်ကြီးအေးအဲ့ဒီလိုဆိုတော့နောက်ကြတော့ဆရာမျက်လဲတင်တာပေါ့ဆိုလိုတဲ့အင်္ဂလိပ်စကားလေးကိုပြောချင်တာဟုတ်မျက်လဲဆရာကြီးအဲ့လိုတင်တာပေါ့အဲ့တော့နောက်ကြတော့အဲ့စာအုပ်လိုချင်တဲ့သွားတော့စံပယူသွားပြီတဲ့ဟောအဲ့ဒါကိုစံပယူသွားတဲ့ကိုမရနောက်ကြမှာဆရာကရှာဝဲရတာအရန်ကိုရောက်မှရှာဝဲရတာနော်ဆရာတို့အခုဘယ်လောက်ရှိပါရဲ့တော့58ဆိုတော့ဆရာတို့နားလိုက်အောင်အားလုံးထပ်ထားမယ်နှုတ်ဆက်မယ်မင်္ဂလာပါမင်္ဂလာဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးဟိုဆရာကအဲ့ဒါဒီနေ့တော့ပူတယ်လို့ခေါင်းထဲမှာတိတ်တော့မရှိတော့ဘူးဒါကြောင့်အပူတန်ခံသွားနိုင်လားမသိဘူးပူတာစာတော့အရင်တော့ပူရင်ရက်မခတ်ဘူးရင်တော့ဒါကြောင့်ရက်မခတ်လဲဆိုတော့နော်ဟိုဖြစ်မှာဆိုလို့ဆိုရှင်တော့အကျင့်ပါမှာဆိုလို့ဆိုတော့နောက်ကြအပူတန်းခံနိုင်သွားတာဒါပေမဲ့လူရတာခံနိုင်တယ်လေဆရာတို့ကအသက်ကရွယ်ခံနိုင်မှာမဟုတ်ဘူးစာရေးဒေါ်ပြူတယ်တော့မရောက်ပါအဲ့ဒီမှာပဲရှိရလေခုမရှိတော့ဘူးသူကတော့စုံပြီလေဆုံးပါတော့စုံပြီဆိုတော့ကျောင်းသားကသိတယ်ဒေါ်ပြူတယ်ဆိုတော့အဲ့အင်္ဂလိပ်စက်နေလာနော်အမဒေါ်ပြူတဲ့အင်္ဂလိပ်မစပ်ဘူးဒေါ်ရဒေးဗစ်လိုပါဆက်ပါဒေးဗစ်ကဟောလေမစပ်ဘူးရုပ်နေပါမစပ်ဒီဆေးဘကကပြားပြီကပြားအဲ့လိုမျိုးကပြားပေါ့သူဟိုဒီအင်္ဂလိပ်တွေပြန်တော့သူ့ခေါ်တယ်လေဒါပေမဲ့သူကတောင်ဝတ်တင်ကြီးဒီမှာနေခဲ့တာဟောဆက်ပိတ်လိုက်